တစ်ချိန်တည်းမှာပင်တန်ကြက်ကပူရွက်စိတ်ကပြားကိုဝေယံထုတ်လိုက်သည်ဂူလူရှောက်ပါသည်အလွန်ဆူးရသောအတန်ဖြင့်အော်ဟစ်လိုက်ပြီးပြင်းဤလိတ်ခုံပေါ်တွင်တက်တူရောင်ဝါတလွာချက်ချင်းဖုံးလွှမ်းသွားသည်တောင်းရှိတ်လင်းဤအစိတ်ဆူသည်လမ်းမလွဲပဲရှောက်ပါဤလိတ်ခုံပေါ်သို့ပြင်းထန်စွာတက်ရောက်သွားပြီးတုံခနဲ့အတန်မြည်ဟဲသွားသည်ပြင်းထန်လာသောတံပြန်တွန်းကန်အားကြောင့်ရှိတ်လင်းသည်လေထဲသို့ဓာတ်ရိုက်လွတ်ထွက်သွားပြီးအမီးစုပင်ကွေးကောက်သွားရသည်သို့သောရှောက်ပါဤလိတ်ခုံပေါ်တွင်မူဖွေးဖွေးဖြော့ဖြော့အစင်းကြောင်းတစ်ခုသာထင်ကြံရစ်သည်မင်းကဒီခွင့်ရေးကိုအသုံးချပြီးရှောက်ပိုင်လုံးငကားဖြူလေးကိုပြန်ရုပ်သိမ်းကချက်ချင်းပင်တင်းပလင်းခွေထိုင်၍ဝိညာဉ်စွမ်းအားများကိုပြန်လဲဖြည့်တင်းလိုက်သည်ဖေဝမ်ချန်သည်မိမိ၏ရှိတ်လင်းကိုကြည့်ကာဒေါသတကြီးအော်ဟစ်အပြစ်တင်နေပြီးစိတ်လှုပ်ရှားမှုပြင်းထန်နေသည်ရင်းကထိုးလေးကိုဘာကြောင့်တိုက်ခိုက်ရတယ်လဲဟုရှိတ်လင်းကိုမေးခွန်းထုတ်နေပုံရသည်ရှိတ်လင်းကမူမကြေမနက်ဖြင့်ရှူးရှူးရှဲရှဲအော်မီရင်ပြင်းဤလက်သေးများကိုဝေယံနေသည်ဖေဝမ်ချန်ကခဏမျှနားထောင်ပြီးနောက်ပြင်းဤမျက်နှာအမူအရာသည်တဖြည်းဖြည်းနှင့်ပုံပြက်ရှုပ်သွားလာသည်ကောင်းကင်ပြိုမတက်ကြီးမားလာသောစော်ကားမှုကိုကြားလိုက်ရတဲ့ကဲ့သို့ပြင်းဤမျက်လုံးနှလုံးမှဒေါသမီးရှံများပေါက်ကွဲထွက်လာသည်ပါလေသူကမင်းရဲ့တခင်ဖြစ်တဲ့ငါ့ကိုဒီကြောင်းသားနဲ့တူတယ်လို့ပြောတယ်ဟုတ်လားကင်းသည်လုံးဝစိတ်လို့ကိုလို့ဖြစ်သွားပြီးအဲ့ဒီလိတ်ကလေးကိုငါအတွက်အလဲထိုးပစ္စံသူ့ခုံကိုရိုက်ခွဲပြေးဟုအော်ဟစ်တော်သည်အကိုကြီးဟာစိတ်မလိုက်ပါနဲ့ဦးလီခိုင်ရွံတို့တစ်ဖွဲ့ငွေရတော့မယ်အရင်ဆုံးအဲ့ဒီငွေကိုအပြည့်ရှင်းလိုက်ရအောင်ငါဒီနေ့အဲ့ဒီလိတ်ကိုအလဲမထိုးနိုင်ရင်မနေဘူးဖေဝမ်ချန်ဒီအတိစိတ်လုံးဝလွတ်သွားခဲ့ပြီဖြစ်သည်အခြားတစ်ဖက်တွင်မူဟန်ဆောင်ဒီရင်ဘက်ကိုလက်ပိုက်ကပြင်းပြင်းတွဲဖြင့်တန်းဝေလိုက်ရင်ဒီကကြောင်းသားမင်းကငါ့ကိုရရရရလုပ်ပေးနေတာလားအရေးချင်းရှိရင်ငါရဲ့ခုခံမှုကိုဖောက်ဖျက်ပြလေငါကတော့အပြင်းမထွက်ဘူးမင်းကိုဒေါသထွက်အောင်ပဲလုပ်နေမှာဟုဆိုသည်မင်းတို့အချင်းချင်းစကားများပြီးစိတ်ဝမ်းကွဲနေစင်မှာပင်လီခိုင်ရွံသည်ကြံရှိနေသောအပေါင်းဖော်တူထံသို့တိတ်တဆိတ်တက်သွားပြီးသူတို့ကိုထားလိုက်တော့တရားထိုင်နေတဲ့ဘုန်းကြီးရှုကိုဓာတ်ရိုက်တိုက်ခိုက်ကြရအောင်သူတာနားလန်ပြန်ထူလာရင်ငါတို့အားလုံးသွားပြီးတခင်ဝိညာဉ်ဆရာကိုဓာတ်ရိုက်တိုက်ခိုက်တာကစီကံဖောက်ဖျက်ရရောက်လိမ့်မယ်ခုတိုးပြောသည်လူထော့သည်အနှဲငယ်တုံဆိုင်နေသည်ဘာကိုကြောက်နေရလဲပြဿနာတက်ရင်ငါတာဝန်ယူရဲမင်းသားငါစကားကိုနားမထောင်ရင်ငါအဖိုးကိုပြောပြီးမင်းကိုအညံဆုံးအတန်းနဲ့တောင်းပြမယ်လူထော့သည်သွားကိုကြိတ်လိုက်ပြီးကောင်းပြီးငါ့ကိုအတန်းခတဲဝင်ခွင့်ရအောင်အာမခံရမယ်နော်ဟုဆိုသည်ဂတိကဝေးရရှိပြီးနောက်အင်းသည်ချက်ချင်းပင်အမိတ်ပေးလိုက်သည်ရှောက်ဝါတရားထိုင်နေတဲ့အဲ့ဒီကောင်ကိုချိန်ရွယ်ပြီးဖိအားမြင့်ရည်စင်နဲ့ပြစ်စမ်းဝိညာဉ်စွမ်းအားများပြည့်နေသောရေလုံးကြီးသည်လေခွဲတန်နှင့်အတူတရားထိုင်နေသောဖုန်းကြီးရှုထံသို့အရှိန်ဟုန်ဖြင့်ပြေးဝင်သွားသည်ဖုန်းအကိုကြီးတတိထားရှန့်ယူ၏အော်တန်ထွက်ပေါ်လာသည်မိတော့တစ်ခုသည်မင်းရှိတွင်ချက်ချင်းပိတ်ဆို့ကာကွယ်ပေးလိုက်သည်ဟုံသူ့ကိုတားဆီးလိုက်စမ်းတောင်းကျမ်းလာသောမီးလုံးကြီးသည်ရေလုံးကြီးနှင့်ထိတိုက်တိုးမိသွားသည်ချီရေနှင့်မီးစုံတွေ့သွားရာဖိအားမြင့်ရေလုံးကြီးသည်ချက်ချင်းပင်အငွေ့ပြန်သွားပြီးအဖြူရောင်မြူကိုများဖြင့်ပြောင်းလဲသွားသည်ထိုမီးလုံးကြီးသည်လည်းတဝက်ခန့်သေးငယ်သွားတော့လေအရှိန်မပြတ်ပဲဝါလင်း၏ကိုပေါ်သို့ပြင်းထန်စွာကျရောက်သွားသည်ဖုန်းဝါလင်းသည်ချက်ချင်းပင်ဝိညာဉ်အလင်းတန်းများဖြင့်ပြောင်းလဲကပြောက်ကွယ်သွားသည်လျိုထော့သည်လည်းဝိညာဉ်စွမ်းအားများပြင်းထန်စွာထိခိုက်သွားသဖြင့်ခန္ဓာကိုယ်ရိမ့်ထိုးသွားရသည်အဲ့ဒါမီးဝိညာဉ်အခြေခံဝိညာဉ်လားလီခိုင်ရွံသည်လေထဲတွင်လွတ်မြောနေသောမီးဝိညာဉ်ကိုကြည့်ကာလုံးဝဆုံးသွားပြီးအတန်များပင်တုံရင်နေတော့သည်အကိုကြီးသူတို့ကအတန်းဒါကအစစ်နှိတ်ဝိညာဉ်ဆရာတွေပဲလို့အကိုကြီးပြောခဲ့တာမဟုတ်ဘူးလားလျိုထော့သည်ထိတ်လန့်တုန်လှုပ်နေသည်ဒါကဘယ်နေရာမှာအစစ်နှိတ်ဝိညာဉ်ဆရာဖြစ်ရမှာလဲအလဲလက်အစင်နှစ်ကောင်ကိုအလွယ်တကူအလဲထိုးနိုင်ပြီးခုခံမှုလေးကလည်းမဖောက်ဖျက်နိုင်တော့အောင်မာကျော်လုံးသည်ယခုမူအခြေခံဝိညာဉ်ပင်ထွက်ပေါ်လာချေပြီငါကဘလို့လုပ်ဒီမှာလဲလီခိုင်ရွံလဲဆွတ်သွားပြီးမင်းပါမင်းဆက်ကစားတော့ငါတော့အဖို့မလုပ်နိုင်တော့ဘူးဟုဆိုပါဖေဝမ်ချန်သည်ချက်ချင်းပင်ဆုံးဖြတ်ချက်ချကရင်ဘက်ကိုဖိရင်လှည့်ထွက်ပြေးတော့သည်မှန်တဲ့အညံ့ဆုံးတန်းကိုရောက်သွားတာကစီကံဖောက်ဖျက်တာတက်ပိုကောင်းသေးတယ်လျိုထော့သည်လည်းခြေတလန်းချင်းတိုးဆုပ်ကနောက်မှလိုက်ပြေးလေသည်ဟေးမင်းတို့ငါတယောက်တည်းကိုထားမသွားကြပါနဲ့ဦးလီခိုင်ရွံသည်လုံးဝထိတ်လန့်တုန်လှုပ်သွားသည်ပြည့်ရအပြုတွင်ကိုလုံးတစ်ခုလုံးမိတောင်များဝင်းရနေသောနတ်သမီးလေးတစ်ကောင်ကအင်းဤလန်းကိုပိတ်ဆို့ထားလိုက်သည်အင်းသည်ထိတ်လန့်လုံးတစ်ဖြင့်မြေပြင်ပေါ်သို့ဖင်ထိုင်လျက်လဲကျသွားသည်လိတ်ကဘက်ကဖြင့်အခြားတစ်ဖက်သို့လှည့်ပြေးရန်ပြင်လိုက်တော့လေလှည့်ကြည့်တွင်ရှောက်ပိုင်လုံး၏အေးဆက်ဆက်မွေးမျက်လုံးနှင့်တက်တက်တိုးတော်သည်ရှူရှောက်ပိုင်လုံးသည်မညာမတာပဲပြင်း၏အမီးဖြင့်လီခိုင်ရွံ၏မျက်နှာကိုပြင်းထန်စွာရိုက်ချလိုက်သည်ဖြန်းလီခိုင်ရွံသည်လွင့်ထွက်သွားပြီးမြေပြင်ပေါ်တွင်အချိန်ပေါင်းများစွာလိတ်သွားပြီးမှရပ်တန့်သွားသည်ထိုအချိန်တွင်မင်းသည်ဝိညာဉ်စွမ်းအားအတော်များများကိုပြန်လည်ရရှိထားပြီးဖြစ်၍မတ်တက်ရက်လိုက်ကဟန်ရှောင်ရှမ်းယူတို့နှင့်အတူရင်းကိုဝိုင်းရန်ထားလိုက်ကြသည်မင်းတို့ဘာလို့မလို့လဲလီခိုင်ရွံသည်ဖူးရောက်နေသောမျက်နှာကိုလက်ဖြင့်အုပ်ကာစကားတင်တကယ်တုံရင်နေရှာသည်မင်းကလက်သီးကိုဆုပ်လိုက်ရာအယိုးစစ်များမှကရွရွဟုအတန်များထွက်ပေါ်လာသည်ငါတို့ဘာလို့မလို့လဲဆိုတာမင်းမသိသေးဘူးလားရှောက်မလုံးနဲ့နော်ငါအဖိုးကအသက်အရွယ်ကြီးရင်းနဲ့ကြောင်းအုပ်လီချန်အန်ပဲမင်းတို့ငါ့ကိုထိရဲရင်ခံရလိမ့်မယ်ပြင်းသည်နောက်ဆုံးကြောထောက်နောက်ခံကိုသာထုတ်သုံးနိုင်တော့သည်ကြောထောက်နောက်ခံရှိတာပေါ့မင်းကအေးဆက်စွာရေမောလိုက်ပြီးဒါပေမဲ့ကြောင်းရဲ့စီကန်းချက်ထဲမှာတော့စာမွေးပွဲစီကန်းအတိုင်းမော်လင်ကပြားတွေကိုတင်းစီလို့မရဘူးလို့မပြောထားဘူးထင်တယ်ဟုဆိုသည်စကားအဆုံးတွင်မင်းသည်ပြင်းဤဘေးရှိမော်လင်စာအုပ်ကိုလူယူလိုက်ပြီးနောက်ဆုံးစာမျက်နှာချို့အထိတိုက်ရိုက်လှန်လောလိုက်သည်မိကိုရောင်တန်အဆင့်ကပြား၃ချက်ကိုမင်းကအာမနာနဲ့အကုန်လုံးဆွဲယူလိုက်သည်တောက်ငါကအထင်ကြီးလို့၃ချက်တည်းပဲလားတကယ်ပဲစိတ်ပြတ်ဖို့ကောင်းတယ်မင်းကကပြားများကိုအိတ်ကက်ထဲသို့အထက်စီးဆန်ဆန်ထည့်လိုက်သည်ငါ့ကိုပြန်ပြီးလီခိုင်ရွံသည်လူယူရန်ပြေးဝင်လာတော့လေမင်းကအလွယ်တကူရှောင်တိန်လိုက်သည်မင်းကငါ့ကိုအချိန်ချင်းပြဿနာရှာနေတာငါကစီကံအတိုင်းမင်းရဲ့ကပြားတွေကိုယူပြီးမင်းကိုပြန်ပွဲကနေထွက်ခိုင်းတာကအတော်လေးသဘောကောင်းနေပြီးငါမင်းတို့နဲ့မပြီးသေးဘူးကင်းကခေါင်းမာနေစေဖြစ်သည်မင်းသည်ပြင်းဤအတိတ်ပဲမရှိသောစကားများကိုဆက်နားမထောင်ခြင်းတော့ပဲမင်းဤကုတ်ပိုးကိုအตาရပုတ်လိုက်သည်လီခိုင်ရွံသည်အတန်ပင်မထွက်နိုင်ပဲမြေပြင်ပေါ်သို့ပြော့ခွေလဲကျသွားတော့သည်တွားကြဆိုအချိန်လဲတော်တော်ရှိပြီးမင်းကလက်ပတ်နာရီကိုကြည့်ကဟန်ရှောင်နှင့်ရှမ်းယူကိုပြောလိုက်သည်ဒီကောက်ကိုဒီလောက်နဲ့လွှတ်ပေးလိုက်တာတက်ညာလုံးနဲ့ဟန်ရှောင်ကမြေပြင်ပေါ်ရှိလီခိုင်ရွံကိုမကြေမနက်ဖြစ်တစ်ချက်ကန်လိုက်သည်မင်းကလက်ကိုဝေးရလိုက်ပြီးတင်းငိမ့်စွာပင်သူကအော်ဟစ်တဲ့ယုံပဲတီးတဲ့လူတစ်ယောက်ပါသူနဲ့အချိန်ကုန်ခံနေဖို့မလိုပါဘူးစိတ်ချပါကပြားမရှိရင်သူရှင်းရွံကျောင်းတော်ရဲ့တကားကိုတောင်ဝင်နိုင်မှာမဟုတ်ဘူးဟုဆိုသည်ကင်းကိုမင်းကအစကတည်းကပင်ထဲ့ထွက်မထားခဲ့ပေမကြာမီတွင်တင်တို့သည်တန်မဏိတတော်၏အဝင်ဝါသို့ပြန်လည်ရောက်ရှိလာကြသည်မနေ့ကနှင့်နိုင်ရှင်ပါကဤနေရာရှိလူဦးရေသည်ထက်ဝက်ကျော်လျော်နေသွားပြီဖြစ်သည်ဆက်ပစ္စည်းများ၏ကလောက်အတန်နှင့်အတူထိုအေးဆက်လာသောတကားကြီးသည်တင်တို့၏ရှေ့မောက်တွင်တဖြည်းဖြည်းပွင့်ဟန်လာလေတော့သည်ကျွန်တော်ကဒီနေ့အတွက်ပါရမီအညံ့ဆုံးကျောင်းသားဆိုတာထင်ရှားနေရအောင်ကျောင်းဖွင့်ပထမဆုံးနေ့မှာတင်ပါရမီရှင်အတူနှစ်ယောက်ကိုစေးပေးခန့်ရောက်အောင်ရိုက်လွတ်လိုက်နိုင်တယ်အဆင့်တန်းကြီးကြပ်ရေးမှုရဲ့သူကကျွန်တော်ကိုအနိုင်ကျင့်ရလွယ်တဲ့အမှတ်မတင်တဲ့ကျွန်တော်မိဘတွေရဲ့အမှတ်တရပစ္စည်းတွေကိုနင်းချေတက်စီဖို့အဆောင်ပေါ်ကိုမြောက်ပေးခဲ့တယ်ဒါပေမဲ့သူတို့မသိတာကအဲ့ဒါဟာကျွန်တော်ခန္ဓာကိုယ်ရဲ့ကမိစ္ဆာဦးကြီးကိုနှိုးဆော်လိုက်တဲ့တော့ချက်ဖြစ်သွားတယ်ဆိုတာပါပဲအခုတော့သူဟာကျွန်တော်ရဲ့ဇလန်လွှမ်းမှုအောက်မှာလေဘင်းကိုအပိတ်ခံထားရပြီးကောင်းပြီမင်းအနာစာမရှိပဲတမန်နီတိုက်ထဲကနေထွက်လာနိုင်ခဲ့ပြီပဲတကားပြင်ဘက်မှာတော့ချင်းယူအကယ်ဒမီကလူတွေပြည့်နေပြီးဥဆောင်တဲ့ဆရာစေးဘက်ဆိုင်ရာခွဲပြီးတော့အဆင့်တန်းကြီးကြပ်ရေးမှုလီချန်အန်မှာရှိနေတယ်ဒါပေမဲ့ဒီနေ့ရဲ့အဓိကဆက်ဆောင်ဟာသူမဟုတ်ဘူးဆိုတာမင်းတစ်ချက်ကြည့်ုံနဲ့သိနိုင်ပါတယ်အခွက်ရဲ့အလဲဘုံမှာရှက်အင်ကြီးအဖြူထားတဲ့တက်လက်ပိုင်းမျိုးသားတစ်ယောက်ရက်နေပြီးသူ့ရဲ့ဩဇာကလီချန်အန်ကိုလုံးဝလွှမ်းမိုးထားတယ်ဘေးနားမှာတော့ရှုပ်ရှင်းတဲ့လူထော့တို့အဖွဲ့လည်းမင်းကိုမြင်သွားကြတယ်
ဒါပေမဲ့သူတို့ရဲ့အကြည့်တွေကရှောင်ဖဲနဲ့မင်းကိုတက်ပင်မကြည့်ရကြပဲမျက်နှာပြက်နဲ့ဘေးဖက်သွားကြတယ်တော့အုပ်ထဲကတိုက်ပွဲကသူတို့ကိုမှတ်လောက်တာလောက်ဖြစ်သွားစေခဲ့ပုံရတယ်မင်းလည်းလူအုပ်နဲ့တူစစ်ဆေးကိစ္စကိုရှောင်လန်းလာခဲ့တယ်တိကျတဲ့စက်ကရိယာတစ်ခုကလူတိုင်းရဲ့မောက်ကပ်ပြားကိုစကန်ဖတ်နေတယ်နောက်ဤကပ်ပြားဒီတမန်နီတိုက်နဲ့တက်ဆိုင်ခြင်းမရှိပါတတိပေးတန်ကရုတ်တရက်ကျေလောင်းစွာမြည်ဟဲသွားပြီးအယုံဝင်ပြီးခိုးဝင်ဖို့ကြိုးစားတဲ့ចောင်းသားတယောက်ချက်ချင်းအမိဖန်ခံလိုက်ရကတိုက်ရိုက်ထုတ်ပယ်ခြင်းခံလိုက်ရတယ်ဒီတစ်ချိန်မှာတော့ကန်ဆန်းဖို့စိတ်ကူးနေတဲ့ចောင်းသားအချို့မျက်နှာတွေဖြူဖြောက်ကုန်ကြတယ်သူတို့အလက်မရောက်ခင်မှာတင်တိတ်ဆိတ်ထွက်ပြေးသွားကြတော့တယ်မင်းလည်းရောက်တဲ့အခါဘေးနားကလီချန်အန်ရဲ့အကြည့်ကဓာတ်တလက်လူမင်းစီဆူဆိုင်ကြရောက်လာတာကိုအထင်ရှားခံစားလိုက်ရတယ်သူ့မျက်ခုံးတွေကတွန့်ချိုးနေပြီးမင်းဒီနေရာမှာမရက်တင်မှုဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ထို့နောက်သူ့အကြည့်တွေကလူအုပ်ထဲမှာယူသွစွာရှာဖွေနေပေမဲ့ရှာချင်တဲ့လူကိုရှာမတွေ့တော့မျက်နှာကအိုးမဲထုတ်ထားသလိုချက်ချင်းမင်းမောင်သွားပြီးလှည့်ထွက်ကတမန်နီတိုက်ထဲကိုစွတ်တိုးဝင်သွားတော့တယ်စဉ်းစားနေစရာမလိုပါဘူးသူ့ရဲ့အသေးဆွဲသူဖြစ်တဲ့လီခေယွန်ကိုတွားရှာတာသိချပါတယ်နိုင်ဝက်ခံကြမှာတော့အရေးချင်းပြည့်မိသူအားလုံးပြန်လဲစုစည်းမိကြတယ်ထိုရှက်အင်ဂျီအဖြူဝတ်တက်လက်ပိုင်းမျိုးသားကရှေ့ကိုရှောက်လာပြီးအတန်ကမကျေပေမဲ့ရှေးဟောင်းကောင်းလောင်းတန်လို့လူတိုင်းရဲ့နှလုံးသားထဲစိတ်ဝင်သွားစေတယ်မင်းတို့ကိုဂုဏ်ပြုပါတယ်ဒီနေ့ကစပြီးမင်းတို့ဟာချင်းယူအကယ်ဒမီရဲ့အဖွဲ့ဝင်တွေဖြစ်သွားကြပါပြီသူကခဏရက်ပြီးကွင်းပြင်တစ်ခုလုံးကိုဝေ့ကြည့်လိုက်ကငါကဒုတိယကျောင်းအုပ်ကြီးကျိုးရမှာကျောင်းအုပ်ကြီးကျိုးမင်္ဂလာပါဟုလူတိုင်းကပြန်တူအော်ဟစ်နှုတ်ဆက်ကြတယ်ကျိုးရန်ကအနေငယ်ပြုံးပြလိုက်ပြီးသူ့ရဲ့စကလုံးတွေထဲမှာလူကိုစိတ်အေးချမ်းစေတဲ့အင်အားတစ်မျိုးပါဝင်နေတယ်ဒီနေ့တော့ပြင်ပန်းသွားကြပြီးပြန်ပြီးကောင်းကောင်းအနားယူကြပါမနေ့ပြန်ကျောင်းဖွင့်ပွဲအခမ်းအနားပြီးရင်တရားဝင်အတန်းခွဲပါမယ်အတိအကျပင်ထိုချိန်၌မင်းရဲ့မျက်လုံးထောင်းကနေတမန်နီတိုက်တကားဝစီအကြည့်ရောက်သွားတယ်လီချန်အန်ကလူလေးတစ်ခုကိုတွဲဖက်ပြီးတနာစရာကောင်းအောင်ထွက်လာတာကိုမြင်လိုက်ရတယ်အဲ့ဒါကမင်းရဲ့လက်တိတစ်ချက်ထဲနဲ့လဲကျသွားခဲ့တဲ့လီခေယွန်ဖြစ်နေတယ်သူလည်းမင်းကိုမြင်သွားပြီးလူအုပ်ကြားထဲကနေမုန်းတီးခြင်းအပြည့်နဲ့စိုက်ကြည့်နေပေမဲ့ဘာမှတော့မလုပ်ရရှာပဲလီချန်အန်ရဲ့တွဲထူမှုနဲ့တူညှို့ငယ်စွာထွက်ခွာသွားတော့တယ်ဟယ်လီကော်ပတာပေါ်ကိုတဖန်ပြန်တက်ရတဲ့အခါအငွေသက်တွေကလုံးဝပြောင်းလဲသွားခဲ့ပြီးလူတိုင်းကတက်ကြွစွာစကားဆက်ပြီးပြောဆိုရင်ဘေးအနေကနေလွတ်မြောက်လာတာကိုအောင်ပွဲခံနေကြတယ်ချင်းယူအကယ်ဒမီကိုရောက်ပါပြီဒါကမင်းတို့ရဲ့အဆောင်တို့တွေပါအထုပ်ပိုးတွေကိုအထက်ကိုပို့ထားပြီးပါပြီဆီယာမဟန်ကတော့တွေကိုလက်ထဲလိုက်ဝေပေးရင်မနက်ဖြန်ကျောင်းဖွင့်ပွဲရှိတယ်လုံးဝနောက်မကျစေနဲ့လို့မှကြားတယ်လေရင်ဘော်ကဆင်းချင်းမှာပဲဟန်ရှောင်းကဘိုက်ကိုနှိပ်ပြီးအော်တော့တာပါပဲငှက်လို့တေတော့မယ်နောက်ဆုံးတော့ထမင်းဝါးလေးနဲ့စားရတော့မယ်အခုချိန်ဆိုထမင်းစားဆောင်မှာစားစရာရှိတော့ပြီးသွားကြဆိုလို့သူကအကြံပြုတယ်ဖုန်းကောစကားကိုနားထောင်တာအမှန်ဆုံးပဲလို့ရှန်ယူကလည်းချက်ချင်းထောက်ခံတယ်ချင်းယူစားတော့ဆိုင်ကိုရောက်တဲ့အခါမင်းကရှန်ယူကိုခေါ်ပြီးပထမထပ်ကိုတွားဖို့ပြင်ပေမဲ့ဟန်ရှောင်းကလှမ်းဆွဲလိုက်တယ်ငါတို့စစ်တင်နာပတိဖြစ်လာတာကိုအောင်ပွဲခံတဲ့အနေနဲ့ကောင်းကောင်းမွန်မွန်စားရမယ်သူကလူ့ဝက်ဆန်ပြတဲ့ပုံစံနဲ့အပေါ်ထက်ကိုလက်ညှိုးထိုးပြတယ်ပထမထက်ကဟင်းတွေကအနက်မွေးလာကြည့်လားမင်းကအမှန်တိုင်းပြောလိုက်တယ်အဲ့ဒါမင်းတတိယထက်ကဟင်းတွေကိုမစားဘူးတိလို့ပါဟန်ရှောင်းကတထေးကြီးတယောက်လိုပြောရင်းမင်းစားဖို့သွားရင်ပထမထက်ကဟင်းတွေကိုလှည့်တောင်ကြည့်မှာမဟုတ်တော့ဘူးလို့ဆိုတယ်ဈေးကြီးမှာပေါ့မင်းကအနေငယ်အားနာတယ်လို့ပြောလိုက်တယ်အိတ်ထဲက9000ကျော်ကမင်းချစ်ချစ်ကိုစုဆောင်းထားရတာလေမကြည့်ပါဘူးဟန်ရှောင်းကတီတီတန်တန်မျက်နှာထားနဲ့စင်ကန်ပွဲတော်ကြီးတစ်ပွဲမှာ999ပဲရှိတာအလကားပေးတာနဲ့အတူတူပါပဲမင်းသွားလူတာကမှပုံမြောင်းမယ်တပွဲကို999ဆိုတာဈေးမကြည့်ဘူးလေလားမင်းကလက်ထွက်ပြီးပထမတက်ကိုသွားဖို့ပြင်ပြန်တော့လေဟန်ရှောင်းကလှမ်းဆွဲပြန်တယ်ငါအဝယ်လိုက်မယ်ယူအားလာကိုဒီနေ့အကောင်းစားကျွေးမယ်မင်းရဲ့သဘောထားကချက်ချင်း180ဒီဂရီပြောင်းလဲသွားပြီးရှန်ယူကိုဆွဲကလေကားတစ်တွေစီကိုပြေးတော့တာပါပဲဟန်ရှောင်းရဲ့မျက်နှာကတော့ချက်ချင်းကွက်ခနဲ့တက်သွားပြီးတက်လေကားကဒီဘက်မှာကွာလို့လမ်းអော်တယ်ဟိုင်းမင်းကဒီငိမ့်နဲ့မျက်နှာပေးနဲ့ပြန်လှည့်လာပြီးဟန်အကူကြီးမင်းကငငယ်ရွယ်ရွယ်နဲ့လေ့ကျင့်ခန်းပို့လို့ရမယ်မင်းကတက်လေကားပဲစီးကျင်နေဆိုမှတော့ငါတို့လည်းအဖို့ပြုတ်ပြရတာပေါ့ခုဆိုရဟဲမင်းပြောရင်ပြရပါပဲခုဟန်ရှောင်းကမျက်လုံးကြည့်လိုက်ရင်စိတ်ပြက်လက်ပြက်ပြောရှာတယ်တတိယထက်စားတော့ဆိုင်မှာလူနေလာပြီးအများစုကကျောင်းတောင်ရှိသူတွေနဲ့ဆရာတွေဖြစ်ကြကကျောင်းသားကအနေငယ်များတာရှိပြီးလူတိုင်းကတက်တက်ရဲရဲဝတ်ဆင်ထားကြတယ်ဝါ999တန်ဟင်းပွဲဆိုတော့လေတကယ်ကိုကောင်းတာပဲမင်းဟင်းတစ်လုံးစားကြည့်ပြီးမျက်လုံးတွေပါတောက်ပါသွားတယ်ဒါပေါ့ဒီကအသားတွေကမော်သားရဲသားတွေကြီးပဲပါဝင်တဲ့ဝိညာဉ်စွမ်းအင်ကခန္ဓာကိုယ်ကိုတမ်းပါစေတယ်ဈေးကြီးတာကလွှဲရင်အပြစ်ပြောစရာမရှိဘူးဟန်ရှောင်းကဂုဏ်ယူစွာရှင်းပြတယ်ဟန်အကူကြီးမင်းတို့အိမ်ကတကယ်ပဲရွှေတွင်းငွေတွင်းရှိတာလားမင်းကနောက်ပြောင်တယ်လို့မေးလိုက်ရဟန်ရှောင်းကအံ့ဩသွားပြီးအားမင်းဘလို့တိလဲခုပြန်မေးတယ်ဖြန်းမင်းပတ်သက်ထဲကအမေသားတို့ကပကံထဲကိုတန်းကနေပြုတ်ကျသွားပြီးဒီဟင်းကရုပ်ရည်ကြီးအရသာမရှိတော့တယ်လို့ပဲခုမင်းကြီးတွားလိုက်မိတယ်မင်းစောစောကအတန်းတူကြရင်မင်းရဲ့အကြောင်းကိုပြောပြမယ်ဆိုရှန်ယူကဘေးကနေတတိပိလိုက်ရအခုအချိန်တန်ပြီမလားခုမေးတယ်ဟန်ရှောင်းကတက်ပြင်းတစ်ချက်ချပြီးကောင်းပြီးမင်းတို့အိမ်တော်ကြီးလေးကိုအကြောင်းကြားဘူးလားကိုလင်းအိမ်တော်တို့လိုမျိုးပေါ့လို့မေးတယ်မင်းကနားမလည်တဲ့ပုံစံနဲ့ကြည့်နေပြီလို့ဟန်ရှောင်းကစိုးနေလူမိဘဖြစ်သွားပြီးလွန်ခဲ့တဲ့နှစ်ပေါင်း300ကလူသားတွေဟာမော်သားရဲတွေကြောင့်မျိုးတုံးလူမိဘဖြစ်ခဲ့ရတယ်အဲ့ဒီချိန်မှာကေတီရှင်လေးယောက်ကသူတို့ရဲ့အသက်နဲ့လဲပြီးအချုပ်ချာမော်သားရဲကြီးတွေကိုချိတ်ပိတ်ခဲ့လို့ဒါဒီနေ့ဝင်ကိုရောက်လာတာသူတို့ရဲ့မျိုးဆက်တွေကတရုတ်ပြည်ကိုစောက်ရှောက်တဲ့အိမ်တော်ကြီးလေးကိုပဲခုရှင်းပြတယ်ဒါဆိုမင်းကဟန်အိမ်တော်ရဲ့မျိုးဆက်ပေါ့ရှန်ယူကချက်ချင်းချက်ပြောတယ်ဟုတ်တယ်ဟန်ရှောင်းရဲ့မျက်နှာမူရာကရှုပ်ပြီးသွားပြီးငါဖေကလက်ရှိအိမ်တော်တခင်ပဲငါကသူ့ရဲ့အငယ်ဆုံးသားနားထောင်ရတာအရန်လန့်တာပဲဒါဆိုမင်းကဘာလို့ကျန်းရွှေမျိုးကိုလာရတာလဲမင်းကဆက်မိတယ်စကားကရှိရတယ်ခုသူကဆိုရဒါဆိုလဲတူတူပဲပြောပေါ့ခုမင်းကသူ့ကိုယ်ကိုပုံရင်းဖြတ်ပြောလိုက်တယ်အချင်းချုပ်ပြောရရင်ငါရဲ့ပါရမီကတိတ်မထူးချွန်လို့အိမ်တော်မှာအရေးမပါဘူးအဲ့ဒါနဲ့စိတ်ဆိုးပြီးအိမ်ကနေဆင်းလာခဲ့တာဟန်ရှောင်းရဲ့မျက်နှာပေါ်ကအရေးရောင်တွေကချက်ချင်းပြောက်ကွယ်သွားပြီးရေမောကဒါပေမဲ့ငါကံကောင်းပါတယ်မဟုတ်ရင်မင်းတို့နဲ့ဆုံရမှာမဟုတ်ဘူးခုဆိုလဲပါရမီမထူးချွန်ဘူးဟုတ်လားငါကြည့်ရတဲ့လောက်တော့မင်းကတော်တော်တာပဲမင်းကသူ့ကိုယ်ကိုအတီးပေါက်ပုတ်ပေးရင်သူတို့မျက်စိမရှိကြလို့ပါမနဲ့ထန်ကြရင်သူတို့နောင်တရစေရမယ်ခုအားပေးလိုက်တယ်ဟန်ရှောင်းကမင်းသူ့ကိုနှစ်သိပ်ပေးနေတယ်အောက်မိပြီးအားရပါရတုံးပြရှာတယ်ဆူဆူမင်းချီတောင်နာကဝုံဖြူလေးကငါးစိတ်တစ်ပကံလုံးကုန်သွားပြီးတဲ့နောက်ထပ်ပြီးအော်မီနေပြန်တယ်မင်းကတော့စားဖားလေးပဲဘိုက်ကလုံးဝနေပြီးစားနေလုံးပဲမင်းကပါဆက်ကသာပြောနေပေမဲ့တက်ပြင်းချရင် track လိုက်ပြီးကောင်းပြီးနောက်ဆုံးတစ်ပကံပဲနော်ခုဆိုကကိုရိုင်းယူစနစ်ဆုံးစီတက်လျှောက်သွားခဲ့တယ်အဲ့ဒီမှာတင်ရင်းနှီးနေတဲ့လူလေးတစ်ခုနဲ့တက်တုံးမိတော့တယ်အဲ့ဒါကဒုတိယကြောင်ကြီးကျိုးရန်ဖြစ်နေတယ်ကြောင်ကြီးကျိုးမင်္ဂလာပါဗျာမင်းကရင်ကျေးစွာနှုတ်ဆက်လိုက်တယ်ကျိုးရန်ကလည်းကြည့်ပြီးချစ်စနိုးပြုံးပြကမင်းကိုငါမမိတယ်ဖုန်းအီရှုပ်ဟုတ်တယ်မလားမင်းကြောင်သွားပြီးကြောင်ကြီးကျွန်တော်ကိုသိတာလားဟုမေးမိတယ်ဒုတိယကြောင်ကြီးတယောက်ကအတန်းတော်မခွဲရသေးတဲ့ကျောင်းသားတယောက်ကိုဘယ်လိုလုပ်မှတ်မိနေမှာလဲဒါပေါ့နိုးထချင်းခဏလုံးကလုတ်ခတ်မှုကဒီလောက်ကြီးတာငါမကြားပဲနေမလားဒါဆိုကျောင်းကြီးလည်းကျွန်တော်တော့မကြဘူးလို့ထင်တာပဲလားမင်းကအနေငယ်စိတ်တက်လက်ပြတ်မေးလိုက်တယ်မမျောလင်းပဲကျိုးရန်ကမျက်မှောင်ကျုပ်လိုက်ပြီးမင်းရဲ့ကောင်းကိုခပ်ပေါက်ပေါက်လေးခောက်ကတီတီတော်လေးတန်းဖြစ်အတုံးမကျတဲ့စစ်တေနာပတိဆိုတာမရှိဘူးစူးစမ်းမှုမရှိတဲ့စစ်တေနာပတိပဲရှိတယ်မင်းကစူးစမ်းမှုမရှိတဲ့စစ်တေနာပတိတယောက်လို့ကိုထင်လို့လားကျွန်တော်မဟုတ်ပါဘူးမင်းကစဉ်းစားပဲမစဉ်းစားပဲချက်ချင်းညှိလိုက်တယ်ကောင်းပြီကျိုးရန်ကပြန်လဲပြုံးပြလိုက်ပြီးယတနာသားဆိုတာတွေးမှထက်မြက်တာငါ့ကိုစိတ်ပြအောင်မလုပ်နဲ့ခုဆိုတာသူ့အိတ်ကထဲကနေတက်တူနာမည်ကပ်ပြားတစ်ခုထုတ်ပေးတယ်နောက်ဆိုအခက်ခဲရှိရင်ငါဖုန်းကိုတိုက်ရိုက်ဆက်ပါဒါမှမဟုတ်ရုံးခန်းကိုလာရှာပါမင်းကပ်ပြားကိုလက်နှစ်ဖက်နဲ့လှမ်းယူရင်လုံးဝဆုံးသွားတယ်ကျောင်းကြီးကျွန်တော်ဘာလို့ဒီလောက်တောင်ကောင်းရတာလဲခင်ဗျာကျိုးရန်ကပြန်မဖြေပဲသူ့ဟင်းပွဲကိုသာယူပြီးလှည့်ထွက်သွားတော့တယ်မင်းကစိတ်ပကံကိုကင်ပြီးမိမောစွာနဲ့ဝိုင်းစီပြန်လာခဲ့တယ်ခေါင်းထဲမှာတော့အမေးစိတ်တွေနဲ့ပြည့်နေလို့နေတယ်စောစောကအဲ့ဒါကြောင့်အကြီးကျုံမလားသူကမင်းနဲ့ရင်းနှီးတာလားဟန်ရှောင်းကဆက်စုတဲ့မျက်နှာပေးနေမိတယ်မသိဘူးဒါပေမဲ့သူကငါ့ကိုနာမည်ကပ်ပြပေးသွားတယ်မင်းကတက်တူနာမည်ကပ်ပြကိုထုတ်ပြလိုက်တယ်ဘာလဲဟန်ရှောင်းကမျက်လုံးပြူသွားပြီးကြောက်အကြီးကျိုးရဲ့နာမည်ကပ်ပြလားဆရာအများစုတော့မရဘူးကြဘူးမင်းဘယ်လိုလုပ်ရလိုက်တာလဲမင်းတန်ကြာစဉ်းစားပြီးမှအကျိုးအကြောင်းအသင့်တော်ဆုံးအဖြစ်တစ်ခုကိုရှာတွေ့လိုက်တယ်ဖြစ်နိုင်တာကတော့ငါကအရန်ထူးချုံလို့ထင်တယ်ဟဲဟန်ရှောင်းနဲ့ရှန်ယူတို့ကတော့တပြိုင်တည်းနှုတ်ဆက်သွားကြတော့တယ်တနာရီကြောကြာအောင်စားတော့ပြီးတဲ့နောက်၃ယောက်သားလမ်းပင်မရှောင်နိုင်လူနီးပါဘိုက်ကသွားကြပြီးကြောက်အကြီးကျိုးကိုနှုတ်ဆက်ကအဆောင်တီးတီးစီတို့ပြန်ခဲ့ကြတော့တယ်အဲ့ဒီချိန်မှာပဲစားတော့ဆိုင်တွေကကျိုးရန်ကဖြည်းဖြည်းချင်းထွက်လိုက်ပြီးအဖေပြောတာတကယ်မမဘူးပဲနှစ်ယောက်စလုံးကပြိုးပင်ကောင်းလေးတွေပဲတယောက်ကဗီဇတက်တောင်ပါတာကိုဘာလို့ကအတန်းကိုရောက်သွားတာလဲလို့ရေရွတ်လိုက်ရင်မျက်နှာတက်သွားပြီးလီချန်အန်ဆိုတဲ့ကောင်ကိုရှာပြီးစကားပြောရမယ်လို့တွေးလိုက်တယ်မင်းကအဆောင်ကပ်ပေါ်ကအချက်လက်တွေတိုင်းလိုက်ရှာရင်းနဲ့မကြခင်မှာပဲမိမိရဲ့အဆောင်ကန်120ကိုရှာတွေ့ခဲ့တယ်စံပြထက်တန်းကြောင်းပြီးအဆောင်ပတ်ဝန်းကျင်ကတော့အဆင့်မြင့်လာတယ်ဒါပေမဲ့မင်းတကားတုံးဖွင့်ဖို့ပြင်လိုက်တော့မှပဲအထက်ကနေနားမခံတာတဲ့ဝေဖန်တန်တွေကိုကြားလိုက်ရတယ်ဒါဘသူခီးဆောင်အိတ်လဲကြည့်ရတာစုပ်ပြနေတာပဲဟောမိသားစုတပုံပါပါသေးတယ်ဒီအိတ်ဒီဇိုင်းကလည်းရိုးလုံးနဲ့မင်းရဲ့မျက်မှောင်ကချက်ချင်းတွန်းကွေးသွားပြီးတကားကိုတုံးဖွင့်ကဝင်လိုက်တယ်
ဝတ်ကောင်းစားလာဝတ်ထားတဲ့ကျောင်းသား2ယောက်ကမင်းရဲ့ခီးဆောင်အိတ်ကိုဖျို့ဖျက်ဖြစ်အောင်ငွေနှောက်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီထဲကတယောက်ရဲ့လက်ထဲမှာမင်းရဲ့တစ်ခုတည်းသောမိသားစုတစ်ပုံရှိနေတယ်။နောက်တစ်ယောက်ကတော့စုံယုံယူပေးလိုက်တဲ့အိတ်ကိုလက်ထဲမှာကင်ပြီးကစားနေတယ်။တကားပွင့်တန်ကြောင့်သူတို့လန့်သွားပြီးလှည့်ကြည့်လာပြီးမျက်နှာမှာတော့နောက်တရားရေးမရှိပဲနှာခေါင်းရှုပ်ပြကြတယ်။အဲ့ဒါကိုအောက်ချလိုက်လို့မင်းကဒေါသတကြီးနဲ့အန်ဂျီပီပြောလိုက်တယ်။မင်းကဖုန်းကြီးရှူလာလို့မတက်ရက်နေတဲ့ကျောင်းသားကလောင်ပြုံးနေမိတယ်။ကအတန်းကကျောင်းသားတစ်ယောက်ကဘာရီလာဆရာလုပ်နေတာလဲ။ငါထပ်ပြောမယ်မင်းလက်ထဲကတပ်ပုံကိုမင်းရဲ့မျက်ဝန်းတွေကချက်ချင်းအေးဆက်သွားတယ်။အဲ့ဒီမိသားစုတပ်ပုံနဲ့စုံယုံယူပေးတဲ့အိတ်ကမင်းအတွက်အဖိုးတန်ဆုံးအရာတွေဖြစ်တယ်။ဒါပေမဲ့အဲ့ဒီကောင်ကချမှပေးတဲ့အပြင်အိတ်ကိုကျန်းပြင်းပေါ်တက်တက်ပစ်ချပြီးခြေထောက်နဲ့တို့ကမင်းဘသူနဲ့စကားပြောနေလေတိလား။ငါကအတန်းကကျောင်းသားဒီအဆောင်မှာငါပြောတာပဲဖြစ်ရမယ်လို့ရင်းရင်တီးတီးပြောတယ်။ပြောဆိုနဲ့သူကခြေထောက်ကိုဖြည်းဖြည်းချင်းမြောက်ပြီးမင်းရဲ့မိသားစုတပ်ပုံပေါ်နင်းချဖို့ပြင်လိုက်တယ်။အဲ့ဒီအချိန်မှာမင်းရဲ့ခေါင်းထဲမှာမိဘတွေရဲ့နှွေးထွေးတဲ့အပြုံးတွေကဖြတ်ပြေးသွားပြီးမျက်မှောင်တွေကျုံကနှလုံးခုန်တန်တွေမြန်ဆန်လာတော့တယ်။သွေးတွေစူပွက်လာပြီးခန္ဓာကိုယ်အနှံ့ကနေအားအင်တွေထွက်ပေါ်လာတယ်။အဲ့ဒီခြေထောက်ကျလာခါနီးမှာပဲခန္ဓာကိုယ်ထဲကအားအင်တွေကအကန့်အသတ်ကိုကျော်လွန်ပြီးပောက်ကွဲထွက်သွားတော့တယ်။လျှက်စီးအလင်းနှံတွေခန္ဓာကိုယ်ကနေဖြာထွက်လာတယ်တင်း။အိမ်ရှင်ကအဆုံးစွန်အခြေအနေကိုရောက်ရှိနေတာကိုစစ်ဆေးတွေ့ရှိရသဖြင့်တွေးကြောဆက်သွယ်မှုကိုအလိုလျောက်ဖွင့်လှစ်ပေးလိုက်ပါပြီ။ခေါင်းထဲမှာစနစ်ရဲ့တတိပေးတန်ထွက်ပေါ်လာပြီးသွေးတွေအစားလျှက်စီးတွေစီးဆင်းနေတယ်လို့ခံစားလိုက်ရတယ်။နောက်တစ်စက္ကန့်မှာမင်းလှုပ်ရှားလိုက်တယ်။မင်းရဲ့အရေးကမူလနေရာကနေချက်ချင်းပြောက်ကွယ်သွားပြီးလျှက်စီးအလင်းနှံချို့ပဲကြံရစ်ခဲ့တယ်။အရှိကကျောင်းသားကဘာမှတော့မရိပ်မိလိုက်ခင်မှာတင်မင်းကသူ့အရှိကိုရောက်သွားပြီးလျှက်စီးတွေပတ်နေတဲ့လက်သီးနဲ့သူ့ရင်ဘတ်ကိုခပ်ပြင်းပြင်းထိုးပစ်လိုက်တယ်။ဖုံးဆိုတဲ့အတန်နဲ့အတူသူနောက်ကိုလွတ်ထွက်သွားပြီးနောက်ကတတုဗီရိုနဲ့စောင့်မိသွားတယ်။ဗီရိုကပိန်လိန်သွားပြီးအဲ့ဒီကောင်ကတော့အော်တန်လေးတစ်ချက်နဲ့တင်တန်းပြီးမေးလဲသွားတော့တယ်။မင်းအလုံးမကျူးနဲ့နော်လို့နောက်တစ်ယောက်ကမျက်နှာပြတ်သွားပြီးသူ့ရဲ့အဆောင်ရှောက်မြင်နွားရိုင်းကိုဆင့်ခေါ်လိုက်တယ်။အဲ့ဒီနွားရိုင်းကြီးကမျက်လုံးအစုံနီးမြန်းပြီးမင်းစီကိုပြေးဝင်လာတယ်။နှိမ့်လိုက်တာမင်းကနှာခေါင်းရှုပ်လိုက်ပြီးစပားအုံငွေဖြူလေးကိုလက်မောင်းကနေလွှတ်ထုတ်လိုက်တယ်။ငွေဖြူလေးကလျှက်စီးလိုမြန်ဆန်စွာနဲ့အဲ့ဒီလူကိုပတ်လဲဝိုင်းပတ်လိုက်ပြီးနောက်မင်းကဒုတိယမြောက်ကပ်ပြဖြစ်တဲ့စူးကျွန်တန်ချက်ကားကိုထုတ်သုံးလိုက်တယ်။စပားအုံငွေဖြူရဲ့ခန္ဓာကိုယ်ပေါ်ကနေစူးကျွန်တွေအများကြီးထွက်လာပြီးအဲ့ဒီလူကိုစူးလောင်အင်လိုမျိုးပိတ်လောင်ထားလိုက်တယ်။ငါမားပါတယ်။လက်မပါပါနဲ့တော့လို့အဲ့ဒီကောင်ကချက်ချင်းတူးထောက်ပြီးတောင်းပန်တော့တယ်။မင်းကဖြည်းဖြည်းချင်းရှောက်သွားပြီးတပ်ပုံနဲ့အိတ်ကိုဂယူးတစ်ဆိုင်ကောက်သိမ်းလိုက်တယ်။ပြီးမှအေးဆက်တဲ့မျက်ဝန်းနဲ့သူ့ကိုစိုက်ကြည့်ပြီးဘသူကမင်းတို့ကိုဒါမျိုးလုပ်ခိုင်းတာလဲလို့မေးတယ်။ဘသူမှမဟုတ်ပါဘူးလို့သူကမန်တင်းနေသေးတယ်။မင်းကစိတ်အလိုတိုင်းစူးလောင်အင်ကိုပိုးပြီးကျုံလိုက်တယ်။စူးကျွန်တွေအရေးပြားကိုထိုးမိတဲ့တန်ကြောင့်သူအော်ဟစ်ပြီးငါပြောမယ်။လီခိုင်ယွန်ခိုင်းတာပါငါတို့အဆောင်ကလီခိုင်ယွန်ပါလို့ဝန်ခံလိုက်တယ်။သူကမင်းကိုကအတန်းကចောင်းသားမှုလို့ပြောခဲ့တာကိုအဲ့ဒီအချိန်မှာပဲအဆောင်တကားဝကိုလီချန်အန်းနဲ့လီခိုင်ယွန်တို့ရောက်လာကြတယ်။ဦးလေးမြန်လာပွဲကောင်းကိုလက်မလွတ်နဲ့လို့လီခိုင်ယွန်ကစိတ်လှုပ်ရှားစွာပြောတယ်။လီချန်အန်းကတော့ကအတန်းကចောင်းသားတစ်ယောက်အတွက်ဒီလောက်အထိအပင်ပန်းခံစရာလားလို့မဲ့ပြုံးနေပြောတယ်။အဲ့ဒီကောင်ကနည်းနည်းတော့ထူးဆန်းတယ်ဒါပေမဲ့ကအတန်းကចောင်းသား2ယောက်ကသူ့ကိုနှိမ်နှင်းထားလောက်ပါပြီ။လီခိုင်ယွန်ကကျုံးဝါနေတော့မှပဲအထဲကနေအတန်းကျဲကြီးထွက်လာတယ်။ဟာလာပြီးအောင်မြင်ပြီးထင်တယ်လို့ပြောပြီးအခန်းတရ20တကားဝစီကိုပြေးသွားလိုက်တယ်။ဒါပေမဲ့ဝင်လိုက်တာနဲ့သူ့မျက်နှာကအပြုံးတွေကချက်ချင်းတောင်းတင်းသွားတော့တယ်သူဘာကိုမြင်လိုက်ရတာလဲ။ကျောင်းသားတစ်ယောက်ကဘီရိုဘေးမှာမေးလဲနေပြီးနောက်တစ်ယောက်ကတော့စူးတွေအပြေးနဲ့ငွေဖြူကြီးရဲ့လှောင်အိမ်ထဲမှာတုံရင်ဖြစ်နေတယ်။မင်းကတော့ဘာတန်ရမှမရပဲလျှက်စီးတွေဝန်းရံလေးအခန်းလယ်မှာမတက်ရက်နေတယ်ဒါကဘာအခြေအနေလဲစညွန်းကဒီလိုမဟုတ်ပါဘူးလို့သူတွေးနေတော့မှပဲလှောင်အိမ်ထဲကလူကလီခိုင်ယွန်ကိုမြင်တော့သူခိုင်းတာလို့အော်ပြောတယ်။မင်းကလျှက်စီးလိုမျက်ဝန်းနဲ့လီခိုင်ယွန်ကိုစိုက်ကြည့်ပြီးကောင်းပြီလေ။ငါကလည်းမင်းကိုရှာမလို့ပဲမင်းကိုယ်တိုင်ရောက်လာတာပေါ့လို့ပြောကငွေဖြူလေးသူ့ကိုဖမ်းလို့အမိတ်ပေးလိုက်တယ်။ငွေဖြူလေးကလျှက်စီးအလင်းနဲ့အဖြစ်ပြောင်းလဲပြီးလီခိုင်ယွန်ကိုတန်းပြီးပတ်လဲရစ်ပတ်လိုက်တော့တယ်။စူးလောင်အိမ်ကပြန်လဲဖြစ်ပေါ်လာပြီးလီချန်အန်းကအဲ့ဒါကိုမြင်တော့ဒေါသတကြီးနဲ့တတိရှိလာချီလာငါအရှိမာတော့လက်ရဲစာရဲ့လှုပ်ရဲတယ်သူ့ကိုလွတ်လိုက်လို့အော်ပြောတယ်။မင်းကသူ့ကိုအေးဆက်စွာကြည့်လိုက်ပြီးမျက်နှာဖြူရောနေတဲ့လီခိုင်ယွန်ကိုတစ်ချက်ဝေ့ကြည့်ကငါကမလွတ်ရင်ကောဘာဖြစ်လဲလို့ပြန်ပြောလိုက်တယ်။နှစ်ကြီးအုပ်ချုပ်ရေးမှုကအဆောင်ထဲမှာလာရောက်ပူချစော်ကားနေတာဖြစ်ပြီးဒီနေ့တော့ငါအတွက်ပြေးလမ်းမရှိတော့ဘူးလို့ထင်ထားခဲ့မိတယ်။ဒါပေမဲ့တခါမှလူလုံးမပြပဲလှုပ်ဝက်ဆန်းကျလာတဲ့ကျောင်းအုပ်ကြီးကငါလိုမျိုးကျောင်းသားတစ်ယောက်အတွက်နဲ့တကားကိုလဲခွဲပြီးဝင်လာလိမ့်မယ်လို့ဘယ်သူကထင်ထားပါမလဲ။သူကအုပ်ချုပ်ရေးမှုရဲ့စစ်ဝိညာဉ် Battle Spirit ကိုပါချက်ချင်းလက်ငင်းအစွမ်းကုန်ချေမှုပစ်ခဲ့ရုံနဲ့မကပဲငါကောက်ရလာတဲ့အဖိုးအိုဟာသူ့ရဲ့အဖေဖြစ်နေတဲ့ဆိုတဲ့တုံးလုံး6ချားပွဲလှုပ်ဝက်ချက်ကြီးကိုပါငါ့ကိုပြောပြခဲ့သေးတယ်။မင်းရဲ့အကြည့်တွေကအေးဆက်သွားပြီးစကားအပူတွေပြောမနေတော့ပဲစူးလုံးအချင်းထောင်ကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်တယ်။အဖကြီးကဲပါဦးလီခိုင်ယွန်ကချက်ချင်းပဲနာကျင်စွာအော်ဟစ်လိုက်ရတယ်။စူးလုံးတွေကသူ့ရဲ့ခန္ဓာကိုယ်ကိုထောက်ထားဆဲဖြစ်ပြီးအားပြောတဲ့လျှက်စီးကြောင်းတွေပါစီးဆင်းနေတာကြောင့်တကူလုံးထုံကျင်းနေစေတယ်။သူကနာကျင်လုံးလို့မျက်နှာတစ်ခုလုံးကျူးကျော်နေပေမဲ့လည်းအတင်းအဓမ္မမလှုပ်ရှားရဲပဲအတန်ကုန်အော်ပြီးအကူကြီးတောင်းနေုံသာတက်နိုင်တော့တယ်။မင်းလွန်လာကြည့်လားလီချန်အန်းကဒေါသအိုးပေါက်ပွဲသွားပြီးသူ့ရဲ့အဆင့်တန်းနဲ့ဂုံတိတ်ခါကိုတောင်ဘီယူမဆိုင်နိုင်တော့ဘူး။နှစ်ကြီးအုပ်ချုပ်ရေးမှုတယောက်အနေနဲ့ចောင်းသားတယောက်ပေါ်လက်ပါတာကဘလို့မှမတင်တော့ပေမဲ့အခုချိန်မှာတော့သူကစင်ကျင်တုံတရားပြောက်ဆုံးနေပြီဖြစ်တယ်။မော်ဝင်ကျန်းစာအုပ် Magical Dex ကအလိုလျောက်ပေါ်လာပြီးတောက်လောင်ဝင်ပလွေ Flame Wolf သူ့ကိုတားဆီးစမ်းနောက်တစ်စက္ကန့်မှာပဲတကူလုံးမီတောက်တွေဝင်းရနေတဲ့အနီရောင်ဝင်ပလွေကြီးတစ်ကောင်ကဟိဟောက်ပြီးမင်းစီကိုခေါ်လာခဲ့တယ်။တပြိုင်နက်တည်းမှာပဲအဲ့ဒီစစ်ဝိညာဉ်ရဲ့အချက်လက်တွေကမင်းရဲ့အုံနောက်ထဲကိုတိုက်ရိုက်ရောက်ရှိလာတဲ့စစ်ဝိညာဉ်ကြီးတောက်လောင်ဝင်ပလွေ Flame Wolf စစ်ဝိညာဉ်အဆင့်တန်းရင်းချက်မှုအဆင့်9စစ်ဝိညာဉ်အဆင့်4အဆင့်ခွဲ9အားနဲ့ချက်1ပိုင်ကျန်တဲ့အချက်လက်တွေကိုတော့မင်းရဲ့အုံနောက်က အလိုလျောက်လိလူရှုလိုက်တယ်။အဲ့ဒီမီတောက်တွေဝင်နေတဲ့ဝင်ပလွေကြီးကမင်းစီကိုတန်းတန်းမတ်မတ်ပြေးဝင်လာတာဖြစ်ပြီးစစ်ဝိညာဉ်ကျွမ်းကျင်မှု Spirit Scales တွေကိုတော့အသုံးပြုမနေတော့ပဲသူ့ရဲ့မာကျော်လာတဲ့ဥကောင်းနဲ့မင်းကိုတိုက်ရိုက်တိုက်တက်ဖို့ပဲကြံရွယ်ထားတယ်။ညလုံးနဲ့ရင်းချက်မှုအဆင့်ရှိတဲ့စစ်ဝိညာဉ်ရဲ့အရှိန်နှုန်းကလက်ရှိမင်းရဲ့အခြေအနေနဲ့ဘလို့မှရှင်လို့မရဘူး။ထိတ်တရင်ဆိုင်ဖို့ကတော့လုံးဝမဖြစ်နိုင်မှမင်းကိုယ်တိုင်ကောင်းကောင်းသိတယ်။တကယ်ကိုအရေးကြုံလာတဲ့အချိန်မှာပဲမင်းကတိုးဆုံမနေတော့ပဲခန္ဓာကိုယ်ကိုဘေးဘက်သို့အသာလေးရှောင်တင်လိုက်တယ်။တစ်ချိန်တည်းမှာပဲညာဘက်လက်တီးမှာလျှက်စီးမှုကြိုးတွေဝန်းရံသွားပြီးအစွမ်းကုန်အားဆိုင်ကသူ့ရဲ့ခုခံမှုအနည်းဆုံးဖြစ်တဲ့1ပိုင်ကိုလွှဲရိုက်လိုက်တယ်။ဦးတောက်လောင်ဝင်တို့တွေကပထမတစ်ချက်မှာလွှဲချော်သွားခဲ့ပေမဲ့မင်းရဲ့လက်တီးချက်ကသူ့ရဲ့အားနည်းချက်ကိုကောင်းကောင်းကြီးထိမှန်သွားတာကြောင့်နာကျင်စွာအော်ဟစ်လိုက်ရတယ်။ဒါပေမဲ့ဒါကအော်ဟစ်ယုံတင်မရှိသေးတာပါသူကချက်ချင်းကိုလှည့်ပြီးအဆွဲတူးတူးနဲ့နှလုံးထဲမှာတက်ဖြတ်လို့တဲ့အရေးရောင်တွေပုံမှုထင်ဟပ်လာတယ်။မင်းရဲ့လက်တီးချက်ကသူ့ကိုထိမှန်သွားစေခဲ့ပေမဲ့မင်းရဲ့လက်တစ်ဖက်လုံးဟာလည်းသူ့ခန္ဓာကိုယ်မျက်နှာပြင်ကမီးတောက်တွေကြောင့်အပူလောင်သွားပြီးအရေးပြားတွေချက်ချင်းနေရပူလောင်လာခဲ့တယ်။အရန်ပူတာပဲမင်းလက်ကိုခါထုတ်လိုက်ပြီးစိတ်ထဲကနေချိန်ဆမိတယ်။ဒါကရင်းချက်မှုအဆင့်ရှိတဲ့စစ်ဝိညာဉ်ရဲ့တကယ်အစွမ်းပဲကွာခြားချက်ကကြီးမားလွန်းလာတယ်
ဒါပေမဲ့မင်းထက်ပိုပြီးတုံးလို့သွားရတာကတော့အဝေးမှာရှိနေတဲ့လီချန်အန်ပဲဖြစ်တယ်သူ့မျက်လုံးတွေကပြူးထွက်မတက်ဖြစ်သွားပြီဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသူကတာမန်စစ်ဝိညာဉ်ဆရာတယောက်မဟုတ်ဘူးလားမဖြစ်ဘူးရန်ညိုးပဲဒီကောင်လေးကိုလုံးဝအရှင်မထားနိုင်ဘူးလီချန်အန်ရဲ့စိတ်ထဲမှာတက်ထက်လိုစိတ်တွေဖြစ်ပေါ်လာပြီးသူ့ရဲ့အတွေးကတောက်လောင်ဝင်ပလွေစီကိုတိုက်ရိုက်ရောက်ရှိသွားတယ်မိတောက်ခိန်ဟောက်တန်ဖလန်မော်နဲ့သူ့ကိုတင်ငန်းစာပေးလိုက်စမ်းနောက်ပိုင်းကျရင်စစ်ဝိညာဉ်ကထင်းချုပ်ရက်ခတ်သွားလို့ပါဆိုပြီးစင်ကြေပေးရင်ရတာပဲကျောင်းကနောက်ခံမရှိတဲ့ကျောင်းသားတစ်ယောက်အတွက်နဲ့နှစ်ကြီးအုပ်ချုပ်ရေးမှုတစ်ယောက်ကိုအေးအေးယူပါမလားအလွန်ဆုံးရှိလာရော်ကြီးနည်းနည်းပေးရုံပေါ့ဟုံတောက်လောင်ဝင်ပလွေကသူ့ရဲ့တွေးအိမ်တစ်ခွဲပါဆက်ကြီးကိုဟာလိုက်ပြီးကြီးမားလာတဲ့မိတောက်တိုင်ကြီးတစ်ခုကိုမှုတ်ထုတ်လိုက်ရချက်ချင်းဆိုသလိုမင်းရဲ့မျက်စိရှိမောက်ကိုရောက်ရှိလာတဲ့ရှောင်းမိုင်လုံးစီယိုဘယ်လောင်းကလီခိုင်ယွမ်ကိုချက်ချင်းလွတ်လိုက်ပြီးလျှက်စီးတဲ့သူမင်းရဲ့အရှိကိုပြေးဝင်လာကသူ့ရဲ့စူးလုံးအချင်းထောင်ကိုဖွင့်ပြီးမင်းအတွက်ဒီတိုက်ခိုက်မှုကိုကာကွယ်ပေးဖို့ကြိုးစားတယ်ဒါပေမဲ့ဒီလိုအသက်အန္တရာယ်ကြုံတွေ့နေရတဲ့အချိန်ခါသမယမှာပဲကြီးမားလာတဲ့ခန္ဓာကိုယ်ကြီးတစ်ခုကဝုန်းကနေတကားကိုရိုက်ခွဲပြီးဝင်လာခဲ့တယ်။သူကမင်းရဲ့ဦးခေါင်းထက်ကနေကြော်ဖြတ်ပြီးမင်းရဲ့အရှိမတောင်ကြီးတစ်လုံးလိုကာကွယ်ရည်တည်ပေးလိုက်တယ်။ဟိုးပြင်းထန်လာတဲ့ဟိဟောက်တန်ကြီးကတစ်ကမ္ဘာလုံးကိုအတန်တိတ်သွားစေတယ်လို့မျိုးခံစားရစေတယ်။မင်းမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အခါမြင်တွေ့လိုက်ရတာကတော့တကူလုံးချွေရောင်မီတောက်တွေတောက်လောင်နေတဲ့ဝက်ဝင်ကြီးကောင်ပဲဖြစ်တယ်။ထို့နောက်မှာတော့ရင်းနှီးနေတဲ့အတန်တစ်ခုထွက်ပေါ်လာပြီးငင်းဆန်လို့မရတဲ့အရှိန်အဝါတွေပါဝင်နေတယ်။လီအုပ်ချုပ်ရေးမှုတကယ်ကိုအရှိန်အဝါကြီးမားလာချီလား။ပထမနေ့ကျောင်းသားတစ်လေးတယောက်ပေါ်ဒီလောက်အထိလက်ပါရတယ်လို့မင်းလာတဲ့သူကိုကြည့်လိုက်တဲ့အခါစိတ်ထဲမှာတုံ့လှုပ်သွားရတယ်။ကျောင်းအုပ်ကြီးကျိုး principal ကြောင့်သူကခုနတင်စားတော့ဆိုင်မှာတွေ့ခဲ့တဲ့ကျောင်းအုပ်ကြီးကျိုးပဲဖြစ်တယ်။အခုချိန်မှာတော့သူ့ရဲ့လက်ထဲမှာ2မီတာခွဲနီးပါးရှည်ရတဲ့မီတောက်လန်ရှည်ကြီးကိုကင်ဆောင်ထားပြီးတကူလုံးကအချိန်မီပောက်ကွဲထွက်သွားနိုင်တဲ့မီတောင်ရှင်ကြီးတစ်ခုလိုမျိုးဖြစ်နေတယ်။သူအဲ့ဒီနေရာမှာရက်နေုံတင်တဲ့အဆောင်တစ်ခုလုံးရဲ့အပူချိန်က10ဒီဂရီကျော်လောက်မြင့်တက်သွားတယ်လို့မျိုးခံစားရစေတယ်။ကျောင်းအုပ်ကြီးကျိုးတင်ဘယ်လိုလုပ်ပြီးလီချန်အန်ရဲ့မျက်နှာကချက်ချင်းဖြူကျော်သွားပြီးအတန်တွေပါတုံရင်နေခဲ့တယ်။ကျောင်းအုပ်ကြီးကျိုးကဒီလိုနေရာမျိုးကိုရုတ်တရက်ရောက်လာလိမ့်မယ်လို့သူဘယ်လို့မှထင်မထားခဲ့မိဘူး။တကြောင်လုံးမှာသူ့အကြောက်ဆုံးကတော့ဒီအဆင့်4စစ်ဝိညာဉ်ဆရာနဲ့အဆင့်5စစ်ဝိညာဉ်ပြီးရင် Spirit King ပဲဖြစ်တယ်။အဆင့်တစ်ဆင့်ပဲကွာခြားတယ်ဆိုပေမဲ့ကောင်းကင်နဲ့မြေကြီးလိုကွာခြားလာတာဖြစ်ပြီးသူကတော့ဘာဝိညာဉ်လက်နဲ့ဆိုဝေဖန်ကိုအမှန်တကယ်ပိုင်ဆိုင်ထားတဲ့တကယ်အစွမ်းထက်ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ငါဘာလို့ဒီမှာရှိနေရတာလဲဆိုတာကိုမင်းကိုငါပြန်မေးရမှာမဟုတ်ဘူးလားကျောင်းအုပ်ကြီးကျိုးကမျက်ခုံးပစ်လိုက်ပြီးအတန်ကရေခဲလိုအေးဆက်နေတယ်ငါကတယောက်ရန်ဖြစ်နေတယ်လို့ကြားလို့လာရောက်ဖြေရှင်းတာပါလီချန်အန်ကထစ်အနဲ့ပြန်ဖြေလိုက်တယ်မင်းကကြိုတင်ပြီးအောင်သိနေတာပေါ့ကျောင်းအုပ်ကြီးကျိုးရဲ့လေတံကရုတ်တရက်ပိုပြီးပြင်းထန်လာခဲ့တယ်ငါကြည့်ရတဲ့လောက်တော့မင်းကကိစ္စကိုဖြေရှင်းတာမဟုတ်ပဲကိုကျိုးအတွက်ရန်ညိုးဖွဲ့နေတာပဲမဟုတ်ဘူးလားသူ့ရဲ့ခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့ပြင်းထန်လာတဲ့ဖိအားတွေကလီချန်အန်ကိုချွေးစေးတွေပြန်လာစေပြီးခေါင်းကိုပဲတရက်ဆက်ညစ်ပြနေရတော့တယ်မဝုန်းရဲပါဘူးမင်းခုနတဲ့တက်တီတွေအရန်ကောင်းနေတယ်လို့ငါမြင်လိုက်ပါသေးတယ်အဆင့်4စစ်ဝိညာဉ်ဆရာတယောက်ကအဆင့်1စစ်ဝိညာဉ်ဆရာလေးတယောက်ပေါ်စစ်ဝိညာဉ်ကျွမ်းကျင်မှုကိုအသုံးပြုရတယ်လို့မင်းတကယ်ကိုအစွမ်းထက်လာချီလားလီချန်အန်ကတော့ကြောက်လန့်လွန်းလို့စကားကိုစုံအောင်တော့မပြောနိုင်တော့ဘူးမင်းကသူ့အပေါ်မှာစစ်ဝိညာဉ်ကျွမ်းကျင်မှုကိုအသုံးပြုခဲ့တာဆိုတော့ကျောင်းအုပ်ကြီးကျိုးကသူ့လက်ထက်ကမိတောက်လန်ရှိကြီးကိုမြှောက်လိုက်ပြီးအေးဆက်စွာရင်မောလိုက်တယ်ဒါဆိုငါလည်းမင်းအပေါ်မှာဝိညာဉ်လက်နဲ့ကျွမ်းကျင်မှု soul weapon skill ကိုတစ်ချက်လောက်အသုံးပြုရတာပေါ့ဒါမှတရားမျှတာမှာကောင်းကင်မိတောက်တာချက် heavenly fire slash စကားတန်ဆုံးသွားတာနဲ့အမျှသူကလီချန်အန်ကိုတုတ်ပြန်မှုအချိန်တောင်မပေးဘဲလက်ထက်ကမိတောက်လန်ရှိကြီးကိုမြှောက်ကတောက်လောင်ဝင်ပလွေစီတို့ပြင်းထန်စွာခုတ်ပိုင်းချလိုက်တယ်အဲ့ဒီတစ်ချက်ကရိုးရှင်းပုံရပြီးအချိန်လည်းမမြန်လာပေမဲ့ဘလို့မှရှောင်လွှဲလို့မရနိုင်တဲ့ခံစားချက်မျိုးကိုပေးဆွဲနေတယ်ဒါအလင်းတန်းချက်တန်းသွားတဲ့အခါအခန်းတစ်ခုလုံးကချက်ချင်းဆိုသလိုမိဖို့တစ်ခုလိုမျိုးဖြစ်သွားခဲ့တယ်မင်းမျက်စိရှိမှမှာတင်အဲ့ဒီမိတောက်တာအလင်းတန်းကတောက်လောင်ဝင်ပလွေရဲ့ခန္ဓာကိုယ်ကိုဓာတ်ရိုက်ချေမှုပြလိုက်တာကိုမြင်တွေ့လိုက်ရတယ်အဲ့ဒီစစ်ဝိညာဉ်ကနာကျင်စွာအော်ဟစ်လိုက်ပြီးချက်ချင်းပဲအလင်းဆက်တွေဖြစ်ပြောင်းလဲကလီချန်အန်ရဲ့မော်ဝင်ကျန်းစာအုပ်ထဲကိုပြန်လည်ဝင်ရောက်သွားခဲ့တယ်။ပူလီချန်အန်ကအပြင်းထန်ထိခိုက်ဒဏ်ရာရသွားတယ်လို့မျိုးတွေးတလုံးချက်ချင်းအန်ထုတ်လိုက်ရပြီးမျက်နှာတစ်ခုလုံးဖြူရောသွားခဲ့တယ်။မင်းသူကကျောင်းအုပ်ကြီးကျိုးကိုလက်ညှိုးထိုးပြီးဒေါသထွက်လုံးလို့တုံရင်နေပေမဲ့စကားတစ်လုံးမှမပြောနိုင်တော့ဘူးပါလေ။ထပ်ပြီးလက်ပချင်းသေးတာလားကျောင်းအုပ်ကြီးကျိုးကဓာတ်သွားကိုအตาအရာတုတ်လိုက်ရင်အေးဆက်စွာမေးလိုက်တယ်မဝင်ရဲပါဘူး။လီချန်အန်ကအတော်ကြာအောင်အောက်ခဲထားပြီးမှနှက်ခမ်းကြားကနေစကားလုံးတွေကိုမနှဲညှစ်ထုတ်လိုက်ရတယ်။မဝင်ရဲရင်ပြီးတာပဲကျောင်းအုပ်ကြီးကျိုးကအဲ့ဒီတော့မှဝိညာဉ်လက်နက်ကိုပြန်သိမ်းလိုက်ပြီးအဲ့ဒီမိတောက်လန်ရှိကြီးကအလင်းဆက်တွေဖြစ်ပြောင်းလဲကပြက်ကွယ်သွားခဲ့တယ်။မင်းဘေးကနေကြည့်နေရင်ပါဇက်အဟောင်းသားဖြစ်သွားရတယ်။ဒါကစစ်ဝိညာဉ်ဘရင်ရဲ့တကယ်အစွမ်းပဲ။တစ်ချက်တည်းနဲ့ရင်းချက်မှုအဆင့်ရှိတဲ့စစ်ဝိညာဉ်ကိုခြေမုံပြနိုင်တာကတကယ်ကိုအစွမ်းထက်လွန်းလာတယ်။အကယ်၍သူသာအစွမ်းကုန်အားဆိုင်လိုက်ရင်ဒီအဆောင်တစ်ခုလုံးပါပြာကျသွားနိုင်တယ်။မင်းရဲ့စိတ်ထဲမှာတော့မိတောက်တစ်ခုတောက်လောင်လာတဲ့လူမျိုးခံစားရပြီးအစွမ်းထက်လာရမယ်ဘယ်သူမှလာပြီးမစော်ကားရဲအောင်အစွမ်းထက်လာရမယ်လို့တနိဋ္ဌာန်ချလိုက်မိတယ်။ကျောင်းအုပ်ကြီးကျိုးကိစ္စမရှိရင်ငါအရင်သွားတော့မယ်လီချန်အန်ကသူ့နှကန်းထောင်ကတွေးတွေကိုတုတ်လိုက်ရင်အားနေစွာနဲ့ထွက်ပြေးဖို့ကြံရွယ်လိုက်တယ်မလောပါနဲ့ဦးကျောင်းအုပ်ကြီးကျိုးကသူ့ကိုချက်ချင်းတားဆီးလိုက်ပြီးငါနဲ့အတူလိုက်ခဲ့ဦးမင်းကိုမေးစရာရှိသေးတယ်။ပြောပြီးတာနဲ့သူကတကားဝက်စီတို့ဥဆောင်ပြီးထွက်ခွာသွားခဲ့တယ်။အစ္စလာမ်ဘုံမှာတော့အတန်တွေကြားလို့ကျောင်းသားတော်များများကခေါင်းပြူပြီးလာရောက်ကြည့်ရှုနေကြတယ်။ဘာကြည့်နေကြတာလဲအားလုံးအခန်းထဲပြောင်းဝင်ကြဆန်းကျောင်းအုပ်ကြီးကျိုးကမျက်ခုံးကျုပ်လိုက်ပြီးအတန်ကမိုးကျုပ်ပြစ်တယ်လို့မျိုးထွက်ပေါ်လာခဲ့တယ်။ဒီနေ့ကိစ္စကိုဘယ်သူမှအပြင်မှာရှောက်မပြောရဘူးဝေဖန်ပြောဆိုတဲ့သူရှိရင်ကျောင်းစည်းကမ်းအတိုင်းအဖြစ်ပေးမယ်ဝုံအဆောင်ကားတွေအားလုံးချက်ချင်းပိတ်သွားခဲ့တယ်။ဘာရက်လုံးနေတာလဲလာခဲဆန်းကျောင်းအုပ်ကြီးကျိုးကလှည့်ကြည့်ပြီးလီချန်အန်ကိုအေးဆက်စွာပြောလိုက်တယ်။ဟုတ်ကဲ့ပါအတိအကျအဲ့ဒီအချိန်မှာပဲကျောင်းအုပ်ကြီးကျိုးကရုတ်တရက်လှည့်ကြည့်လိုက်ပြီးမင်းကိုအလွန်နူးညံ့တဲ့လေတံနဲ့ပြောလိုက်တယ်ဖုန်းရှုမင်းဒီမှာခဏစောင့်နေဦးထို့နောက်မှာတော့သူကအခန်းထောက်မှာတုံရင်ဖြစ်နေတဲ့လီခိုင်ယွန်ကိုကြည့်ပြီးမျက်လုံးချင်းအချက်ပြလိုက်တယ်သူ့ကိုကောင်းကောင်းလေးတင်ငန်းစာပေးလိုက်ဦးဒါပေမဲ့လွန်လွန်ကဲကဲတော့မဖြစ်စေနဲ့မင်းစိတ်ထဲကနေသဘောပေါက်သွားပြီးခေါင်းညစ်ပြလိုက်တယ်အဲ့ဒီဘက်မှာတော့လီခိုင်ယွန်လည်းအခြေအနေမဟန်မှန်သိသွားပြီးသူ့ဘာကြီးခေါ်ဆောင်သွားခြင်းခံလိုက်ရတာကိုမြင်တွေ့လိုက်ရတဲ့အခါပြပြတလဲနဲ့အပြင်ကိုထွက်ပြေးဖို့ကြံရွယ်လိုက်တယ်ဒါပေမဲ့မင်းရဲ့အရှိန်တုံးကသူ့ထက်အများကြီးမြန်ဆန်တာကြောင့်ချက်ချင်းဆိုသလိုသူ့ရဲ့အရှိမပေးရက်လိုက်ပြီးအေးဆက်စွာရေမောလိုက်တယ်ထွက်ပြေးခြင်းလို့လားနောက်ကျသွားပြီးမင်းဘာလို့မလို့လဲဒါကကြောင်းထဲမှာနော်လီခိုင်ယွန်ကကြောက်လန့်လွန်းလို့တကိုယ်လုံးတုံရင်နေခဲ့တယ်ဟဲ့မင်းကဒါကိုကြောင်းထဲမှာမှန်သိသေးတာပဲလားမင်းသူ့ကိုအဆောင်ထဲကိုအတင်းဆွဲသွင်းလိုက်ပြီးတကားကိုဝုန်းကနေပိတ်လိုက်တယ်မင်းရင်ကသူများကိုအနိုင်ကျင့်တုန်းကတော့ဒါကိုကြောင်းထဲမှာမှန်ဘာလို့မစဉ်းစားမိတာလဲဒီနေ့တော့မင်းကိုတင်ငန်းစာကောင်းကောင်းပေးရတာပေါ့မင်းရဲ့ညာဘက်လက်တီးမှာတရက်စီမိုးကြိုးတွေပြန်လဲဝင်းရံသွားပြီးပောက်ကွဲတံတွေထွက်ပေါ်လာကသူ့ရဲ့ပခုံးကိုပြင်းထန်စွာတွဲရိုက်လိုက်တယ်ဝုန်းပြင်းထန်လာတဲ့အရှိန်ဝါကြောင့်သူကနောက်ကိုခြေလမ်းနဲ့ငယ်ဆုပ်သွားရပြီးအဆောင်တကားပေါ်ကိုပြင်းထန်စွာရိုက်မိသွားခဲ့တယ်လီခိုင်ယွန်ကနာကျင်လွန်းလို့မျက်စိတွေပြဝေသွားပြီးချက်ချင်းပဲတတိလစ်ကမြေပြင်ပေါ်သို့လက်ကျသွားခဲ့တော့တယ်တကယ်ကိုအလကားကောင်ပဲမင်းကောင်းခါလိုက်ပြီးနောက်အခန်းထဲမှာတယောက်တည်းကျန်ရှိနေပြီးကြောက်လန့်တုန်လှုပ်နေတဲ့အခန်းပေါ်စီသူလှည့်ကြည့်လိုက်တယ်ထို့နောက်မင်းကတယောက်တည်းမတက်ရက်ကြံခဲ့ပြီးကြောက်လန့်နေတဲ့သူ့အခန်းပေါ်စီလှည့်ကအေးအေးဆေးဆေးမိလိုက်တယ်ခုနကဘာရီမြင်လိုက်လဲထိုကောင်လေးကတုံတုံရင်ရင်နဲ့ကျမ်းပြင်ပေါ်ကလီခိုင်ယွန်ကိုတစ်ချက်ကြည့်ပြီးပြပြတလဲပြောရှာတယ်ကျွန်တော်မြင်လိုက်တာကလီခိုင်ယွန်ကအရင်စပြီးရန်စတာပါ
ဖုန်းကြီးရှုကိုကာကွယ်ရုံတင်ကာကွယ်တာလီခိုင်ယွမ်ကသူ့ဘာသာသူမတော်တဆတိုင်းမိပြီးမေးလဲသွားတာပါမင်းကအမှားမှန်ကိုကောင်းကောင်းခွဲခြားတတ်တာပဲမင်းကကျင်းတဲ့အရေးရောင်နဲ့ခေါင်းကြီးပြလိုက်တယ်တစ်ချိန်တည်းမှာပဲစစ်ကြံလန်းအစုံမှာကျောင်းအုပ်ကြီးကျိုးနဲ့လီချန်အန်တို့မတ်တက်ရက်လိုက်စဉ်အဆောင်ထဲကနေထူရိုက်တန်အဲ့တကူကြားလိုက်ရတယ်ကျောင်းအုပ်ကြီးကျွန်တော်သွားကြည့်လိုက်အောင်မယ်လီချန်အန်ကစိတ်ပူသွားပြီးလီခိုင်ယွမ်ကိုအရင်ပြေးခိုင်းဖို့တတိမရလိုက်တာကိုနောက်တရနေမိတယ်မင်းရဲ့စွမ်းရည်နဲ့ဆိုရင်တူကိုစုံမတာကလောက်လာရှိမှာပါမင်းဒီမှာပဲရက်နေဆန်းကျောင်းအုပ်ကြီးကျိုးရဲ့အတန်ကကြီးကြီးလေးနဲ့သွားတယ်မင်းကငါမင်းကိုခေါ်တာစကားဆက်မြည်ပြောဖို့ထင်နေတာလားလီချန်အန်ကချက်ချင်းပဲဆုံသွားပြီးတုံရင်နဲ့မေးလိုက်တယ်ကျောင်းအုပ်ကြီးကျိုးကျွန်တော်ကိုခေါ်တာဘာကိစ္စရှိလို့လဲမသိဘူးခင်ဗျာဒီနေ့အကယ်ဒမီကို Glamour Spirits တဲ့ဝိညာဉ်ပါတဲ့သူဘယ်နှစ်ယောက်ဝင်လာလဲကျောင်းအုပ်ကြီးကျိုးကလူရင်းကိုတမ်းမေးလိုက်တယ်လီချန်အန်ကခဏလောက်စဉ်းစားပြီးချက်ချင်းပြန်ဖြေတယ်နှစ်ယောက်ပါခင်ဗျာတစ်ယောက်က Lind Light Element နောက်တစ်ယောက်ကရေခဲတဲ့ Isomet ပါနှစ်ယောက်လုံးကို class ကနံပါတ်အတန်းထဲထည့်ထားပါတယ်တေချာလို့လားကျောင်းအုပ်ကြီးကျိုးကမျက်မှောင်ကျုပ်လိုက်တယ်တေချာပါတယ်ခင်ဗျာမင်းပါရီတေချာနေတာလဲကျောင်းအုပ်ကြီးကျိုးကအတန်းကျကြီးနဲ့ဒေါသကြီးអော်လိုက်တယ် Media Fire Element နိုးထလာတဲ့ပါရမီရှင်တစ်ယောက်ကိုမင်းက class ကနံပါတ်အတန်းထဲပို့ထားတယ်ဟုတ်လားမင်းဒီလိုအဆင့်တန်းမျိုးနဲ့ဌာနမှုဘယ်လိုလုပ်နေတာလဲဒါဘယ်လိုဖြစ်နိုင်မှာလဲလီချန်အန်ရဲ့မျက်တုံငယ်အိမ်တွေကျုံသွားပြီးဖုန်းကိုအမြန်ထုတ်က class ရဲ့စရင်းကိုစစ်ဆေးကြည့်လိုက်တယ်တကယ်ပဲသူမျက်စိစုလောက်စရာနာမည်တစ်ခုကိုတွေ့လိုက်ရတယ်ရှန်ယူယူ Media Fire Element ရှန်ယူယူဆိုတာဖုန်းကြီးရှုနဲ့တတွဲတည်းရှိတဲ့ကောင်မလေးပဲဖြစ်တယ်မှန်တယ်ကျောင်းကြီးကျိုးကအေးဆက်ဆက်နှာခေါင်းရှုပ်လိုက်တယ်သူမတယောက်တည်းမဟုတ်ဘူးသူတို့ထဲမှာဟန်နာဆိုတဲ့ကောင်လေးတစ်ယောက်လည်းရှိသေးတယ်သူ့ရဲ့နောက်ခံကိုတော့မင်းသိချင်မှာမဟုတ်ဘူးမျိုးရိုးကဟန်နဲ့လီချန်အန်ရဲ့အုံနောက်ကအရှိန်ဟုန်နဲ့အလုပ်လုပ်သွားပြီးရုတ်တရက်တစ်ခုခုကိုတတိယသွားကအံ့ဩတုန်လို့စွာရေးရွတ်လိုက်တယ်မျိုးတော်ကဟန်မီသားစုလားကျောင်းကြီးကျိုးကလက်ဟန်ပြလိုက်ရင်မင်းကလူလည်းပဲတချို့ကိစ္စတွေကိုငါအထူးတလဲပြောဖို့မလိုတော့ဘူးပေါ့လို့ပြောလိုက်တယ်ကျွန်တော်နားလည်ပါပြီသူတို့၃ယောက်လုံးကိုခွာဆာတဲ့အခုချက်ချင်းပြောင်းပေးပါမယ်လီချန်အန်ကခေါင်းကိုတရက်ဆက်ညှိပြလိုက်တယ်မလိုတော့ဘူးကျောင်းကြီးကျိုးကသူ့ကိုလှမ်းတားလိုက်ပြီး class ရဲ့အတန်းပိုင်းကဘာတူလဲဆိုတာမင်းသိပါတယ်ငါတို့ academy မှာသူမထက်တော်တဲ့ဆရာမရှိသေးလို့လားလို့မေးလိုက်တယ်လီချန်အန်ကဒါကိုကြားတော့ရင်တုံပန်းတုံဖြစ်သွားပြီးမျက်လုံးတွေပြဝေသွားက class မှာဘာအရင်းမြစ်တွေပဲရှိ class ကိုပို့ပေးရမယ်ရှော့လို့မရဘူးနားလေလားဟူကျောင်းကြီးကျိုးကနောက်ဆုံးသတိပေးချက်ထုတ်ပြန်လိုက်တယ်ဒါပေမဲ့ academy ရဲ့အရင်းမြစ်တွေကတတ်မှတ်ထားပြီးသားမို့လီချန်အန်ကမျက်နှာပြက်ပြက်နဲ့ထပ်ပြီးညှင်းခုန်ဖို့ကြိုးစားသေးတယ်ကျောင်းကြီးကျိုးကစကားကိုဖျက်ပြောလိုက်တယ်မင်းမထင်လဲဆိုတာငါဂရုမစိုက်ဘူးငါတစ်ချင်တာပဲငါသိတယ်ဒါမင်းရဲ့ပြဿနာငါပြဿနာမဟုတ်ဘူးငါရလက်ပဲကြည့်တယ်ဟုတ်ကဲ့နားလေပါပြီလီချန်အန်ကစိတ်ပြက်လက်ပြက်နဲ့သဘောတူလိုက်ရတော့တယ်ဒါကအရင်းမြစ်တွေကို class C အကုန်ပုံပေးရမယ်ဆိုတာရှင်းနေတာပဲစိတ်ထဲမှာမကျေနပ်ပေမဲ့လည်းသူ့ရဲ့အားနည်းချက်ကိုအကင်ခံထားရတာကြောင့်တခုမှမဟုတ်တော့ဘူးကောင်းပြီကျောင်းအုပ်ကြီးကျိုးကကျင်းနဲ့စွာခေါင်းညိတ်ပြီးဒါဆိုလဲအမြန်သွားလို့တော့လေဟုတ်ကဲ့ပါခင်ဗျာလီချန်အန်ကဘေးဒုက္ခကနေလွတ်မြောက်သွားတယ်လို့မျိုးလှည့်ပြီးတော့တယ်မိနစ်ပိုင်းလောက်စကားပြောလိုက်ရတာတင်သူ့ကြောကအင်ဂျီပါရွှဲဆိုသွားခဲ့ပြီသူ့အဆောင်ခန်းတရားနှစ်ဆက်တစီရောက်ချင်းတကားဖွင့်လိုက်တော့ကျမ်းပြင်ပေါ်မှာလဲနေတဲ့လီခိုင်ယွမ်ကိုတွေ့လိုက်ရတယ်မျက်နှာကဖြူဖြောနေပြီးပကုံးကနီရဲရောင်ကိုင်းနေတယ်ဟီဟီလီချန်အန်ဒေါသထွက်ခါနီဆဲမှာပဲသူ့နောက်ကနေကျောင်းအုပ်ကြီးကျိုးရဲ့ချောင်းဟန်တန်ထွက်ပေါ်လာတာကြောင့်ချက်ချင်းပဲစိတ်အေးသွားရတယ်သူစကားတခုမှမပြောဘဲလီခိုင်ယွမ်ကိုတွဲထူပြီးခက်တုတ်ထွက်ခွာသွားတော့တယ်မင်းဒါကိုမြင်တော့တပြင်းတစ်ချက်ချလိုက်မိတယ်မင်းကတော့လုံရင်လက်ကိုအထားတီးတာပဲကျောင်းအုပ်ကြီးကျိုးကရေမောရင်အခန်းထဲဝင်လာတယ်အဖိုးကြီးပြောတာမှန်တာပဲမင်းကတကယ်ကိုဆွဲရှိတဲ့ကောင်လေးပဲအဖိုးကြီးဟုတ်လားမင်းတခဏကြောင်သွားပြီးမှသဘောပေါက်သွားတယ်ကျောင်းအုပ်ကြီးလည်းမျိုးရိုးကကျိုးရပဲကိုအဖိုးကျိုးရဲ့သားလားခင်ဗျာဟာတိတ်တော့မအပူပဲကျောင်းအုပ်ကြီးကျိုးကရေမောရင်မင်းရဲ့ပခုံးကိုပုတ်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်ဘာလို့အန်ကယ်ကိုတခါမှမမြင်ဘူးရတာလဲလွန်ခဲ့တဲ့နှစ်တွေကစစ်တပ်ထဲမှာပဲရှိနေကြတာအခုမှပြန်ပြောင်းလာတာလေအဖိုးကြီးစီသွားတွေ့မလို့စိတ်ကူးထားတာမင်းမလာခင်ကတည်းကသူငါ့ကိုဖုံးဆက်ပြီးမင်းတို့ကိုကောင်းကောင်းဆောက်ရှောက်ဖို့မှာထားတာမင်းတို့ကိုစိတ်ဆင်းရဲအောင်လုပ်ရင်ငါ့ကိုခွင့်မလို့ဘူးတဲ့မင်းကအားနာတယ်လို့ပြောလိုက်ပြီးအဖိုးကျိုးကကျွန်တော်တို့ကိုဆောက်ရှောက်ပေးတာပါကျွန်တော်တို့ကပဲကျေးဇူးတင်ရမှာပါဟုပြောလိုက်တယ်ကဲပါဒါတွေထားလိုက်ပါတော့ကျောင်းအုပ်ကြီးကျိုးရဲ့မျက်နှာကတည်ကြည်သွားပြီးမင်းကိုပြောစရာအရေးကြီးကိစ္စရှိတယ်ဟုပြောကအခန်းထဲကအခန်းဖော်လေးကိုလှည့်ကြည့်လိုက်တယ်ထိုကောင်လေးကချက်ချင်းသဘောပေါက်သွားပြီးကျောင်းအုပ်ကြီးလိုစကားပြောကြပါကျွန်တော်လီခိုင်ယွမ်ကိုစေးပေးကန်းလိုက်ပို့ပေးပါဦးမယ်ဟုပြောကအပြင်ကိုထွက်သွားပြီးတကားကိုပါတေးသေးချာချာပိတ်ပေးသွားတယ်အန်ကယ်ကျိုးကျွန်တော်ကိုဘာကိစ္စရှိလို့လဲခင်ဗျာစောကမင်း Bloodline Awakening တွေးမျိုးဆက်နိုးထခြင်းကိုတုံးလိုက်တာငါမြင်လိုက်တယ်လို့ပဲငါမျက်စိမားတာလားမင်းကတိတ်မစင်စားပဲစိတ်အာယုံကိုစူးစီးလိုက်ရလက်မောင်းပေါ်မှာလျှက်စီးစွမ်းရင်တွေချက်ချင်းစူးစီးလာတော့တယ်ဖြက်တောက်နဲ့လက်မောင်းတစ်ခုလုံးကိုလျှက်စီးအလင်းနှံတွေရစ်ပတ်သွားပြီးကြောက်မက်ဖွယ်အရှိန်အဝါတွေထွက်ပေါ်လာတယ်တကယ်ပဲ Bloodline Awakening ဖြစ်ပြီးလျှက်စီးတဲ့ Lightning Element ကိုကျောင်းအုပ်ကြီးကျိုးကအံ့ဩတုန်လို့စွာရေရွတ်လိုက်တယ်ငါတို့အဖိုးကြီးကဘလို့ကံကောင်းခြင်းမျိုးနဲ့မင်းတို့နှစ်ယောက်လုံးကိုကောက်ရလာတာလည်းမသိဘူးအန်ကယ်ကျိုး Bloodline Awakening ဆိုတာတကယ်တော့ဘာလဲခင်ဗျာမင်းကဝေခွဲမရဖြစ်ပြီးမေးလိုက်တယ်ကျောင်းအုပ်ကြီးကျိုးရဲ့မျက်နှာကပုံမတီကြီးလေးနဲ့သွားပြီးတွေးမျိုးဆက်နိုးထခြင်းဆိုတာတွေးတန့်စင်မှုအလုံးမြင့်မားတဲ့သူတွေမှသာပွင့်လာနိုင်တဲ့မျိုးပိစားတော့ genetic luck တစ်ခုပဲမဟာမိတ်အဖွဲ့တစ်ခုလုံးမှာဒါကို Origin Project မူလအစစီမံကိန်းလို့ခေါ်တယ် Origin Project ဟုတ်လားမင်းပို့ပြီးဇဝေဇဝါဖြစ်သွားရတယ်လွယ်လွယ်ပြောရရင်ရှေးဦးကဘာမှာတက်ရှိအားလုံးကစင်ကဲပြောင်းလဲ pebble နေကြပေမဲ့လူသားတွေပဲမပြောင်းလဲခဲ့ဘူးဒါကိုမင်းထူးဆန်းတယ်လို့မထင်ဘူးလားကျွန်တော်တို့ကစွမ်းရည်တွေနိုးထလာတာမဟုတ်ဘူးလားခင်ဗျာမင်းကပြန်မေးလိုက်တယ်မှန်တယ်ဒါပေမဲ့ဒါကကောင်းကင်ဘုံကပေးတဲ့ပါရမီပဲကိုယ်တိုင်စင်ကဲပြောင်းလဲတာမဟုတ်ဘူးကျောင်းအုပ်ကြီးကျိုးကရှင်းပြတယ်လူသားတွေစင်ကဲမပြောင်းလဲရတာကငါတို့ကတက်တောင့်တက်တာနေထိုင်လို့ပဲလုံလောက်တဲ့စိန်ခေါ်မှုတွေမရှိရင်မျိုးပိစားတော့ကိုဖွင့်နိုင်မှာမဟုတ်ဘူးမင်းကရုတ်တရက်သဘောပေါက်သွားပြီးဒါဆို Origin Project ဆိုတာလူသားတွေကိုမျိုးပိစားတော့ဖွင့်နိုင်အောင်စိန်ခေါ်မှုတွေဖန်တီးပေးတာပေါ့ဟုတ်လားခင်ဗျာမှန်တယ်ကျောင်းအုပ်ကြီးကျိုးကမင်းရဲ့ပခုံးကိုလှမ်းပုတ်ရင်အားကြတဲ့မျက်လုံးတွေနဲ့ကြည့်ကပြောလိုက်တယ်ဒါပေမဲ့မင်းကတော့စိတ်လှုပ်ရှားစရာအခြေအနေမျိုးမှာမင်းဘာသာမင်းအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်မင်းနိုးထလာတာကအပြင်းထန်ဆုံးဖြစ်တဲ့လျှက်စီးတက်ပဲမင်းရဲ့အနာဂတ်ကအကန့်အသတ်မရှိဘူးလူတိုင်းရဲ့တွေးမျိုးဆက်စွမ်းရည်ကမတူကြဘူးလားခင်ဗျာဒါပေါ့မင်းကလျှက်စီးငါသာနိုးထခွင့်ရရင်မိတက်ဖြစ်မှာကျောင်းအုပ်ကြီးကျိုးကရေမောလိုက်ပြီးဒါပေမဲ့ငါအသက်ရွယ်နေတော့အခွင့်အရေးမရှိတော့ပါဘူးလို့ညီးတွားလိုက်တယ်အတိအကျပင်ထိုးစင်မှာပဲအဆောင်တကားကြီးကဒုံးကနဲ့အကန်ခံလိုက်ရပြီးလူမရောက်ခင်မှာပဲဒေါသတကြီးအော်ဟစ်တန်တစ်ခုထွက်ပေါ်လာတော့တယ်ဘဲကောင်ကငါညီကိုနှိမ့်ဆက်ဝင်လာလဲအပြင်ထွက်ခဲ့ကျောင်းတစ်ခုလုံးမှာအတုံးမအကြဆုံးငွေဝိညာဉ်ကိုပိုင်ဆိုင်ထားပြီးတော့မှကျောင်းဖွင့်ပထမဆုံးရက်မှာတင်ရှားပါတဲ့ဝန်ပလွေဝိညာဉ်ပိုင်ရှင်ပါရမီရှင်ကိုစိန်ခေါ်ရဲတယ်ပေါ့သူတို့နောက်ွယ်မှာတော့လူအများရဲ့ဝိုင်းဝန်းမြောက်ပြမှုနဲ့မျှော်လင့်ချက်တွေရှိနေပြီးကျွန်တော်နောက်ွယ်မှာတော့အဆုံးမရှိတဲ့နှောင်ပြောင်မှုနဲ့တန်တရားတွေပဲရှိနေတာဒါဟာဘာမှရင်ခုန်စရာမလိုပဲအပြတ်သက်အနိုင်ယူမဲ့ပွဲလို့သူထင်နေပြီးကျွန်တော်ကိုအရင်လက်ဦးမှုယူဖို့တောင်မာနထောင်လာစွာခွင့်ပြုခဲ့သေးတယ်
ဒါပေမဲ့ကျွန်တော်ရဲ့မွေးသေးလေးဟာမင်းညကတင်တကူလုံးအသွင်ပြောင်းလဲသွားတဲ့အသွင်ကူးပြောင်းမှုကိုဖျက်ဆီးခဲ့ရမှန်းသူဘယ်လိုမှထင်မှတ်ထားမှာမဟုတ်ဘူးအခုတော့သူဟာသူ့ရဲ့မွေးဖွားခြင်းအသစ်ကိုကြီးညာဖို့အတွက်တိုက်ပွဲတစ်ခုလိုအပ်နေပြီးတကားပေါင်ကိုဝုန်းကနေပြန်ဖွင့်လိုက်တဲ့အတန်နဲ့အတူမင်းတို့တွေတတိမထားမိခင်မှာတင်ဟန်ရှောင်းရဲ့ပူပန်တော့ကရောက်နေတဲ့မျက်နှာကအထဲကိုတိုးဝင်လာခဲ့တယ်မင်းရဲ့ရင်ထဲမှာနှွေးထွေးသွားပြီးနည်းနည်းတော့စိတ်လှုပ်ရှားမိပေမဲ့နောက်တစ်စက္ကန့်မှာပဲအကျက်ရိုက်သွားရတယ်ပစ္စည်းရှုပ်ပွားနေတဲ့အဆောင်ခန်းကိုကြည့်ပြီးမင်းမျက်လုံးကိုအုတ်ကရေရမလို့ငွေရမလို့ဖြစ်နေပြီးဟန်အကူကြီးကျွန်တော်ပဲလူကိုအနိုင်ကျင့်တာရှိတယ်ဘသူကကျွန်တော်ကိုအနိုင်ကျင့်ရဲမှလဲလို့ပြောလိုက်တယ်ဟန်ရှောင်းကြောင်သွားပြီးပစ္စည်းနေတဲ့အဆောင်ခန်းကိုဝှေ့ကြည့်လိုက်ကနောက်ဆုံးမှမင်းဘေးနာကကျိုးကြောင်အုပ်ကြီးစီမှာအကြီးကရက်တန့်သွားတယ်သူကချက်ချင်းပဲမမက်ရက်လိုက်ပြီးကျိုးကြောင်အုပ်ကြီးမင်္ဂလာပါဟာဟာဟာမင်းကတော့ညီကိုပဲအတိတ်ပဲရှိလိုက်တာလို့ပြောတယ်ကျိုးကြောင်အုပ်ကမင်းကိုလူလေပြုံးနဲ့ကြည့်ပြီးဦးလေးကျိုးကိုရေစရာဖြစ်အောင်လုပ်နေပြီးငါရဲ့ဟန်အကူကြီးကဒီလိုဗီဇပဲရှိတာလို့ပြောကခေါင်းကိုကုတ်လိုက်တယ်ကျိုးကြောင်အုပ်ကစကားလမ်းကြောင်းလွှဲပြီးနည်းနည်းတော့စိတ်ညစ်သွားတဲ့ပုံစံနဲ့ဒါမှမဟုတ်ရင်မင်းကိုအဆောင်ခန်းပြောင်းပေးရမလားဒါပေမဲ့မင်းကပထမဆုံးရက်မှာတင်အခန်းဖော်နှစ်ယောက်နဲ့ပြဿနာတက်တယ်တစ်ဖက်လူကလည်းစေးပေးခန်းရောက်သွားပြီဆိုတော့မင်းနဲ့ဘယ်သူမှအတူတူမနေရတော့ဘူးလို့ပြောတယ်ဘာဟန်ရှောင်းရဲ့မျက်လုံးတွေပြူးထွက်မတက်ဖြစ်သွားပြီးဖုန်းရှုမင်းကဂျာပန်ကရန်ကအဲ့ဒီအတန်းဖော်နှစ်ယောက်နဲ့ပြဿနာတက်တာလားပထမဆုံးရက်မှာတင်မင်းကလည်းလုံးလုံးနဲ့လို့ပြောတယ်သူကတော့လုံးဝမယုံနိုင်အောင်ဖြစ်နေရတယ်အဆောင်ခန်းကဖြက်စီးခံထားရတယ်လို့ဖြစ်နေတာမဆန်းပါဘူးတကယ်တော့ပြဿနာတက်ပြီးနောက်သူတို့တွေအပြင်ကိုပြောင်းသွားကြတာပဲဒီလိုမဆက်စော်ရဲတဲ့နာမည်ဆိုးကတော့တကယ်ဖြစ်သွားပြီးသူတို့တွေဒီလောက်ခံနိုင်ရင်မရှိမှန်းကျွန်တော်ကဘယ်လိုသိမှလဲအားသိမတုံးလိုက်ရပါဘူးလို့မင်းကတူတူလေးညီးသွားလိုက်တယ်ဒါပေမဲ့ဟန်ရှောင်းကချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်ပြီးဒါဆိုရင်အတော်ပဲငါစီကိုလိုက်ခဲ့ငါတယောက်ထဲနေရတာလေပြင်းစရာကောင်းနေတာမင်းကိုမတက်တာလို့ပဲလက်ခံပေးလိုက်မယ်လို့ပြောတယ်မင်းကတယောက်ထဲနေတာလားမင်းလည်းအခန်းဖော်တွေနဲ့ပြဿနာတက်လို့သူတို့ကိုနှိမ့်ထုတ်လိုက်တာလားမင်းကအံ့ဩတုန်လုပ်တဲ့မျက်နှာနဲ့မေးလိုက်တယ်ဟန်ရှောင်းကမင်းကိုမျက်စောင်းထိုးပြီးအတန်ကိုနှိမ့်ကကြွားဝါတဲ့လေတံနဲ့ဘာတွေတွေးနေတာလဲငါနေတာကကျောင်းသားကွန်ဒို apartment ကွာစတူရန်မီတာ120ရှိတယ်ငါတယောက်ထဲပဲလို့ပြောတယ်ကျောင်းသားကွန်ဒိုစတူရန်မီတာ120မင်းလုံးဝကိုစွန့်သွားရတယ်စင်းရဲမွေးတေမှုကစိတ်ကူးစိတ်တမ်းတွေကိုတကယ်ပဲကန့်သက်ထားတာပဲမင်းရဲ့အံ့ဩမြင့်တက်နေတဲ့မျက်နှာကိုမြင်တော့ဟန်ရှောင်းကမင်းနာနာကလာပြီးဘယ်လိုလဲတေးလုံးလို့လားတီးတက်အိမ်တလုံးရှာရမလားလို့မေးတယ်မဟုတ်ဘူးကြီးလို့ရင်6ကက်ကနိုင်နေရတာအသားမကျဘူးလို့မင်းကချက်ချင်းလက်ကပြလိုက်တယ်ဒါလည်းဟုတ်တာပဲမင်းတို့နှစ်ယောက်အတူတူနေရင်တယောက်နဲ့တယောက်ဆောက်ရှောက်လို့ရတာပေါ့ကျိုးကြောင်အုပ်ကပြဿနာပြေလဲသွားတာကိုမြင်တော့ trap ပြီးထွက်သွားဖို့ပြင်တယ်ငါအရင်ပြန်ပြီးမနှက်ပြန်ကြောင်းဖွင့်ပွဲခန်းနာကိုအချိန်မီတက်လို့မှာခဲ့တယ်ကျိုးကြောင်အုပ်ရှစ်ချီလန်းထွက်သွားတာနဲ့ဟန်ရှောင်းကနောက်ကနေချက်ချင်းကက်လာပြီးမြန်ပြောမင်းကကျိုးကြောင်အုပ်ရဲ့တရားမဝင်ငွေဆက်တာလားသူကမင်းအပေါ်ဘာလို့ဒီလောက်ကောင်းနေရတာလဲလို့ဆက်စုတဲ့မျက်နှာနဲ့မေးတယ်မင်းကသူ့ကောင်းကိုလက်တီးနဲ့တစ်ချက်ချက်ချင်းထုလိုက်ပြီးမင်းကောင်းကိုငွေစားတာငါမျိုးရိုးကဖုန်းသူ့မျိုးရိုးကကျိုးမင်းအုံနောက်ကရောလို့ပြောလိုက်တယ်အာနားလေဟန်ရှောင်းကအော်လိုက်ပေမဲ့ငါအကုန်လုံးကိုအကဲခတ်မိပြီးသားဆိုတဲ့မျက်နှာပေးနဲ့ဒါဆိုသူကဘာလို့မင်းအပေါ်ကောင်းနေရတာလဲလို့မေးပြန်တယ်ဘာလို့လဲဆိုတော့သူ့အဖေကကျွန်တော်ရဲ့ဖုန်းဖိုးမို့လို့လေမင်းကမဟုတ်ဘူးလို့ပြောမလို့လားပြီးဒီတစ်ခါတော့ဝါလုံးနဲ့ကြီးရိုက်လဲရှင်းလို့ရမှာမဟုတ်တော့ဘူးမင်းနှစ်ဖူးကိုကင်ပြီးရင်ထဲမှာအလွန်အမင်းမောပန်းနွမ်းနေမှုကိုခံစားလိုက်ရတယ်ကျက်နေပဲစကားပြောသလိုရှင်းပြပြီးတဲ့နောက်မှာတော့မင်းတို့တွေဟာကျောင်းသားကွန်ဒိုစီကိုရောက်လာခဲ့ကြတယ်ဒီကပတ်ဝန်းကျင်ကတော့အဆင့်တန်းတစ်ခုမှကမြင်မာနေတာထင်ရှားတယ်ဒါကတော့ငါတို့ရဲ့နောက်နာကအိမ်မဲဟန်ရှောင်းကကပ်ပြားကိုဖြတ်ပြီးတကားဖွင့်လိုက်တယ်အထဲကိုဝင်လိုက်တာနဲ့မင်းဟာမျက်စိရှိကစမ်းပြခန်းနာလာတဲ့အလှဆင်မှုတွေကြောင့်မြင့်တက်သွားရတယ်ဒါဟာတကယ်ကိုနှစ်ထပ်ကွန်ဒိုဒူပလက်တစ်ခုဖြစ်နေတာပဲအိတ်ခန်းနဲ့မိဖို့ချောင်းကပထမထပ်မှာရှိပြီးဒုတိယထပ်မှာတော့အိတ်ခန်းနှစ်ခန်းအတိအကျရှိနေတယ်မင်းကတင်းငိမ့်ဟန်ဆောင်ရင်ရေနွေးချမ်းခွက်ကိုယူကာတငုံတောက်လိုက်ပြီးမင်းရဲ့အံ့ဩမှုကိုဖုံးကွယ်လိုက်တယ်ဝါဒါကတကယ်ကိုခန်းနာလုံးနဲ့တလားကိုဘယ်လောက်လဲမစေးပါဘူးတလားကို1000ပဲဟန်ရှောင်းကတားရည်ဆိုပါပေါ်မှာလှဲလျောင်းရင်ပေါ့ပေါ့ပါပြောလိုက်တယ်ဖူးမင်းပါစက်ထဲကရေနွေးချမ်းတွေကိုတိုက်ရိုက်ပတ်ထုတ်မိသွားတယ်မယုံနိုင်တဲ့လေတန်းနဲ့1000တလားကိုလာလို့အော်လိုက်မိတယ်ဟန်ရှောင်းကတရှူးကိုယူပြီးမင်းမျက်နှာကိုတုပ်ပေးကစိတ်ချပါတနစ်စာအင်္ဂါခကိုငါပေးပြီးသားမင်းခွဲပေးစရာမလိုဘူးလို့ပြောတယ်ဒါဆိုရင်အာနာဆရာကြီးမင်းကပန်းတီတလုံးကိုယူပြီးကြိုက်ရင်ဒါမှမဟုတ်ရင်ကျွန်တော်နည်းနည်းခွဲပေးရမလားလို့မပြီးမသားပြောလိုက်တယ်နည်းနည်းဆိုတာဘယ်လောက်လဲ30%ပေါ်ဟန်ရှောင်းကမင်းကိုစနောက်ပြီးပါလေကအရန်တိုက်နေလို့ငါတေချာမကြားလိုက်ဘူးလို့ပြောတော့မင်းကချက်ချင်းပဲဦးကြောင်ကြောင်ပုံစံလုပ်လိုက်တယ်ကဲငါမပြောခဲ့ဘူးလို့ပဲသဘောထားလိုက်တော့ဟန်ရှောင်းကအခန်းတော့ကပ်ပြားတစ်ခုကိုမင်းစီတိုက်ရိုက်ပြပေးပြီးပျော်ပျော်ရွှင်ရွှင်နဲ့မင်းစိတ်အေးလက်အေးနေပါမမေ့နဲ့ဦးမင်းကငါ့ကိုစိတ်လင်ပြီးရင် Holy Spirit King ဖြစ်အောင်လုပ်ပေးမယ်လို့ပြောထားတာနော်မင်းငါ့အပေါ်တာဝန်ယူရမယ်လို့ပြောတယ်စိတ်ချပါငါပြောခဲ့တဲ့စကားကိုလုံးဝတာဝန်ယူတယ်မင်းကပြုံးပြီးတောက်ကတ်ကိုလက်ခံလိုက်ကမျက်လုံးထဲမှာတော့ယုံကြည်မှုတွေပြည့်နေတယ်ညနေလာတော့ဟန်ရှောင်းကတန်းဝေပြီးအပေါ်ထက်ကိုတက်သွားတယ်မင်းရေမိုးချိုးပြီးနောက်ကိုခန်းကိုပြန်လာကမှန်တဲ့ကကိုပြန်ကြည့်လိုက်တယ်အရေပြားကပိုပြီးချုံးမွေးလာတယ်လို့ပဲကြွက်သားလိုင်းတွေကလည်းပိုပြီးထင်ရှားလာကအင်ဂျီဝေးရင်ပိန်ပြီးအင်ဂျီချို့ရင်ကြွက်သားတွေနဲ့ဖဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါကတွေးကြောဆက်သွယ်ခြင်း bloodline communion ကနေရလာတဲ့ပြောင်းလဲမှုလားခံစားရတာမဆိုးပါဘူးမင်းကိုသဘောကျစွာပြုံးလိုက်ပြီးနောက်ကတင်ပေါ်ကနေဖြတ်ခနဲထထိုင်လိုက်ကမျက်လုံးတွေကဆူရှလာခဲ့တယ်စနစ် system ရဲ့ကပ်ပြားပေါင်းဆက်ခြင်းလှုပ်ဆောင်ချက်ကိုလေ့လာရမယ့်အချိန်ပဲမင်းကမိစ္ဆာစာအုပ် Demon Codex ကိုဆင့်ခေါ်လိုက်တယ်တန်ချေးရောင်အစင်မိစ္ဆာကပ်ပြား၄ချက်ကအစီထွက်ပေါ်လာတယ်အရင်ဆုံးနှစ်ချက်ကိုပေါင်းဆက်ကြည့်ရအောင်မင်းကပကုံးစုငွေ shoulder thorns ပကုံးနဲ့ဝါစိမ့်ငွေ green bamboo အစိတ်ဆွဲကိုရွေးချယ်လိုက်တယ်စနစ်ရဲ့အတိပေးတန်ကအချိန်မီထွက်ပေါ်လာတယ်တောင်းအင်ရှင်တွင်တန်ချေးရောင်အစင်မိစ္ဆာကပ်ပြားနှစ်ချက်ရှိနေသည်ကိုစစ်စစ်တွေ့ရှိရပါတဲ့ဖြင့်ရင်းတို့ကိုကျင်းနီရောင်အစင်မိစ္ဆာကပ်ပြားတစ်ချက်အဖြစ်ပေါင်းဆက်နိုင်ပါသည်ပေါင်းဆက်မည်လားဟုတ်တယ်မင်းကတုံ့ဆိုင်မှုမရှိပဲဖြေလိုက်တယ်မင်းရဲ့မျက်စိရှိမှပေါင်းဆက်ခြင်းမျက်နှာပြင်တစ်ခုချက်ချင်းထွက်ပေါ်လာပြီးဘယ်ဘက်ကပင်မကက်ညာဘက်ကအရန်ကက်ဖြစ်နေတယ်ဒါကပေါင်းဆက်မှုရဲ့အဓိကလမ်းကြောင်းကိုဆုံးဖြတ်တာဖြစ်ရမယ်ဒါဆိုရင်ပကုံးစုငွေကိုပင်မကက်အဖြစ်ထားလိုက်မယ်မင်းကကပ်ပြားတွေကိုဘီယူတစ်ဆိုင်ထည့်သွင်းလိုက်တယ်ပေါင်းဆက်ခြင်းကိုစတင်ပါဝုံမျက်နှာပြင်ကနေဆူရှတောက်ပတဲ့အလင်းတန်းတွေချက်ချင်းပေါက်ကွဲထွက်လာတယ်မင်းရဲ့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းရင် spiritual energy တွေဟာယူသွစွာဆုပ်ယူခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်တူတောင်းလာတဲ့10စက္ကန့်ကျော်အတွင်းမှာတင်ခန္ဓာကိုယ်တစ်ခုလုံးဟာဗလာကျင်းသွားတယ်လို့ဖြစ်သွားရတယ်တောင်းအင်ရှင်ဤပေါင်းဆက်ခြင်းအောင်မြင်သွားပါတဲ့ဖြစ်ဂုဏ်ပြုပါသည်ကျင်းနီရောင်အစင်မိစ္ဆာကပ်ပြားတန်မဏိစုငွေ steel thorns ပကုံးကိုရရှိပါသည်မင်းအသက်ပြင်းပြင်းရှူရင်ချွေးတွေကိုတုပ်လိုက်ပြီးအဲ့ဒီအသစ်ဆက်ဆက်ကပ်ပြားကိုကောက်ကင်လိုက်ကနောက်ဆုံးတော့အောင်မြင်သွားပြီဒါပေမဲ့ကုံဆုံးမှုကလည်းများလွန်းနေကျင်းနီရောင်ကက်တစ်ချက်တည်းနဲ့တင်ငါရဲ့ဝိညာဉ်စွမ်းအင်၄ပုံ၃ပုံလောက်ကုန်သွားတာပဲကြည့်ရတာဒီနီလန်းနဲ့ချမ်းသာဖို့စိတ်ကူကတော့ပြည့်ပြည့်သွားပြီးသမင်းကိုတော့တလုတ်ချင်းပဲစားရမှာပဲလို့တွေးကမင်းကခါခါတီးတီးပြုံးပြီးခေါင်းခါလိုက်တယ်လက်ထဲကကျင်းနီရောင်ကက်ကတော့လေးလံနေတဲ့တက်ပြားပေါ်ကပုံရိပ်ကတော့ပခုံးစုငွေကနေတကူလုံးဓာတ်သွားတွေလိုစုတွေနဲ့ပြည့်နေနေတဲ့တန်မဏိစုငွေဖြစ်ပြောင်းလဲသွားပြီးအရှိန်ဝါကတော့လုံးဝကိုကွာခြားသွားပြီးဒါကကျင်းနီရောင်မိစ္ဆာကပ်ပြားရဲ့စွမ်းအားလားတကယ်ကိုအစွမ်းထက်တာပဲမင်းရင်ခုံစွာနဲ့တွေးလိုက်မိတယ်တကယ်လို့ရှောင်းမိုင်းလူ Little White ကဒါကိုသုံးရင်တိုက်ခိုက်နိုင်စွမ်းကတော့အမြင့်ဆုံးကိုရောက်သွားမှာပဲမင်းကဟန်ရှောင်းကိုနှိုးပြီးသူ့ကိုလည်းအစင်းမြင့်ပေးဖို့တွေးလိုက်ပေမဲ့သူ့ခန်းကမီးတွေပိတ်နေပြီးတူတူလေးဟောက်တန်တွေထွက်ပေါ်နေတာကိုတွေ့ရတော့အဲ့ဒီစိတ်ကူးကိုလက်လျှော့လိုက်တယ်
ထားလိုက်ပါတော့ဒီအချိန်လေးကိုအလင်းမလိုပါဘူးမင်းအထုပ်ပိုးတွေကိုပြင်ဆင်ပြီးမိသားစုအဆောင်ရောင်နဲ့ရွက်အားပေးထားတဲ့အမွှေးကိုခေါင်းအောက်မှာထားကချက်ချင်းပဲအိပ်ပျော်သွားခဲ့တယ်မနက်9 နာရီခွဲမှာနှုတ်ဆက်ကအချိန်မှမြည်လာခဲ့တယ်မင်းနဲ့ဟန်ရှောင်းတို့မနက်စာစားပြီးနောက်ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပမဲ့ရင်းပြင်းစီကိုစောစောစီးစီးရောက်လာခဲ့ကြတယ်မင်းကလူအုပ်ထဲကနေရှန်ယူယူကိုချက်ချင်းပဲရှာတွေ့လိုက်ပြီးသူမရဲ့ဘေးနားမှာတဘာဝကြကြဝင်ထိုင်လိုက်တယ်စင်ဘော်ကကျိုးချောင်းအုပ်ရဲ့ရှည်လျားလာတဲ့မိကုန်းကိုနားထောင်ရင်းမင်းငိုင်းမိလာခဲ့တယ်နောက်တစ်ခုကတော့အတန်းပိုင်ဆရာမကကျောင်းသားတွေကိုအတန်းထဲခေါ်သွားပေးပါကျိုးချောင်းအုပ်ရဲ့စကားအဆုံးမှာဆရာမ9 ယောက်ရှောက်လာခဲ့ကြတယ်အဲ့ဒီထဲမှာတဦးတည်းသောအမျိုးသမီးဆရာမကတော့မင်းတို့ရဲ့တင်တန်းတင် class ဘက်ကိုတက်ရှောက်လာခဲ့တယ်သူမပေါ်လာတာနဲ့လူအားလုံးရဲ့အကြည့်ကိုချက်ချင်းဆွဲဆောင်လိုက်နိုင်တယ်ခရမ်းရောင်ဆရာမဝတ်စုံကိုဝတ်ဆင်ထားပြီးကိုလုံးကိုပေါက်ကမြမတွေလျာကခရမ်းရောင်စပင်းရှည်ကြီးကပခုံးပေါ်မှာဝဲကျနေပြီးရုပ်ရည်ကတော့အပြစ်ပြောစရာမရှိအောင်လှပလွန်းတယ်အန်အောစရာအကောင်းဆုံးကတော့သူမရဲ့ခရမ်းရောင်မျက်လုံးအစုံပဲဖြစ်ပြီးခရမ်းရောင်ကြောက်တလင်းလိုပဲဆွဲဆောင်မှုရှိပြီးအန်ရများတဲ့ပုံစံမျိုးရှိနေတယ်ကျောင်းသားတို့မင်္ဂလာပါငါနာမည်ကဂျာလန်စီယူဂျာလန်ဇေးပါမင်းတို့ငါ့ကိုဂျာလန်ဆရာမလို့ခေါ်နိုင်ပါတယ်သူမရဲ့အတန်းကအေးမြပြီမဲ့မင်းကိုတမင်တကာလိုနှစ်ချက်လောက်ပူကြည့်သွားတယ်လို့ခံစားလိုက်ရတယ်သူမနောက်ကိုလိုက်ပြီးတင်တန်းရဲ့စာသင်ခန်းထဲကိုဝင်လာခဲ့ကြတယ်မင်းနဲ့ရှန်ယူရီဟန်ရှောင်းတို့ကထောက်တနေရာမှာနေရာယူပြီးထိုင်လိုက်ကြတယ်ဆရာမကျွန်တော်တို့ဆရာမရဲ့ဝိညာဉ်အဆင့်ကိုသိချင်ပါတယ်အောက်ကကျောင်းသားတစ်ယောက်ကဆက်စုချင်စိတ်ကိုမအောက်နိုင်ပဲမေးလိုက်တယ်ဂျာလန်စီယူကနှက်ခမ်းထောင်ကိုအနှဲငယ်ကွင်းညွတ်လိုက်ပြီးအရှိန်ဝါရီအပြည့်နဲ့ငါရဲ့ဝိညာဉ်ကတော့ခရမ်းရောင်မျိုးမွေ Purple Swallow King Snake ဖြစ်ပြီးငါကအဆင့်4အဆင့်ခွဲရှိတဲ့ဝိညာဉ်တခင် level 4 shit the rank ceiling shite တယောက်ပါလို့ပြောလိုက်တယ်ဝါဖအတန်းတစ်ခုလုံးချက်ချင်းပဲစူညံသွားခဲ့တယ်ဖရားကြီးအဆင့်4အဆင့်ခွဲရှိဆိုတော့ဝိညာဉ်ဘရင်ဇန်လင်ဝိုင်းဖြစ်ခါနီးအကြီးကဲကကျွန်တော်တို့တင်တန်းကိုလာတင်ပေးတာလားခရမ်းရောင်မျိုးမွေဆိုတာရင်းချက်မှုအဆင့်ဝိညာဉ်တွေထဲမှာထိတ်တန်းပဲကျွန်တော်တို့အတန်းမဝင်မိတာမဟုတ်ပါဘူးနော်အားလုံးငြိမ်ငြိမ်နေစမ်းကဂျာလန်စီယူရဲ့အရှိန်ဝါကရုတ်တရက်ပောက်ကွဲထွက်လာပြီးတခန်းလုံးချက်ချင်းတိတ်ဆိတ်သွားခဲ့တယ်သူမကတခန်းလုံးကိုဝှေ့ကြည့်လိုက်ပြီးအတန်ကျဲကျဲနဲ့မင်းတို့အမမပါဘူးဒီနေရာကတင်တန်းပဲငါအမြင်မှာတော့ဂျာပန်ကတန်းနဲ့တင်တန်းကဘာမှမကွာခြားဘူးမင်းတို့တွေစူးစမ်းရင်သူတို့ကိုကြော်တက်ဖို့ဆိုတာမဖြစ်နိုင်တာမဟုတ်ဘူးလို့ပြောလိုက်တယ်အဲ့ဒီစကားတွေကလူတိုင်းရဲ့တိုက်ခိုက်လို့စိတ်ကိုချက်ချင်းလှုပ်ဆော်ပေးလိုက်လို့ဖြစ်သွားတယ်ငါတို့မှလူအများကြီးရှိတော့အတန်းကောင်းဆောင်တယောက်လိုအပ်တယ်ဘသူကကိုတာဝန်ယူခြင်းလဲစကားဆုံးမှာပဲနင့်ချန်လို့ခေါ်တဲ့ကျောင်းသားတယောက်ကလက်ထောင်လိုက်ပြီးမာနထောင်သွားတဲ့မျက်နှာနဲ့ကျွန်တော်နာမည်ကနင့်ချန်မှာဝိညာဉ်ကတော့လေးလိုင်းဝင်ပလွေကဲဝေါဖ်ပါလို့ကိုမိတ်ဆက်လိုက်တယ်ဘသူကအတန်းကောင်းဆောင်လုပ်ချင်မှလဲအလုပ်ရှုပ်ပြီးအကျိုးမရှိတာကိုမင်းကအောက်မှာတိုးတိုးလေးကြီးတွားနေတော့လက်တစ်ဖက်ကမင်းရဲ့လက်ကိုရုတ်တရက်ဖမ်းကင်လိုက်ပြီးမင်းရဲ့လက်ကိုအပေါ်ကိုမြှောက်ပေးလိုက်တယ်ကောင်းပြီအဲ့ဒီအင်ကြီးအဖြူဝတ်ထားတဲ့ကျောင်းသားမင်းကိုမိတ်ဆက်ပေးပါဦးဂျာလန်စီယူကဝမ်းသာအားရနဲ့မင်းကိုကြည့်လိုက်တယ်မင်းကတော့ဘေးနားကလူလေပြုံးနေတဲ့ဟန်ရှောင်းကိုစိတ်ပြက်လက်ပြက်နဲ့ကြည့်လိုက်မိတယ်ဒီကောင်လေးရဲ့အကွက်ချခြင်းကိုခံလိုက်ရတာပဲသူ့ကိုတကယ်ပဲဆုံးမပစ်ချင်စိတ်ပေါက်သွားရတယ်ဆရာမကျွန်တော်နာမည်ကဖုန်း issue Phoenix ပါဝိညာဉ်ကတော့လျှက်စီးငွေ Lightning Snake ပါမင်းကအောင်ရပြီး track ကပြောလိုက်တယ်လျှက်စီးငွေလိုကြားရတော့အတန်းတစ်ခုလုံးရဲ့မျက်လုံးတွေကလင်းလက်သွားပြီးမဲ့ငွေလိုကြားလိုက်ရတဲ့အချိန်မှာတော့ချက်ချင်းပဲပြန်ပြီးမိန့်ဖြော့သွားခဲ့ကြတယ်ဟင်းငါ့ကိုလန်သွားစေတာပဲတကယ်တော့အတုံးမကျတဲ့ဝိညာဉ်ပဲကိုနင့်ချန်ကချက်ချင်းပဲတပြင်းချလိုက်ပြီးအထင်သေးတဲ့လေတန်းနဲ့ပြောလိုက်တယ်နင့်ချန်မင်းရဲ့သဘောထားကိုသတိထားပါအတုံးမကျတဲ့ဝိညာဉ်ဆိုတာမရှိဘူးအတုံးမကျတဲ့ဝိညာဉ်တခင်ပဲရှိတာကြားလန်စီယူရဲ့မျက်နှာကပြတ်သွားပြီးနောက်တစ်ခါထပ်ဖြစ်ရင်မင်းကိုတင်တန်းထဲကနေငါကိုယ်တိုင်နှင်ထုတ်မယ်လို့သတိပေးလိုက်တယ်နင့်ချန်ကနှုတ်ကနေတောင်းပန်လိုက်ပေမဲ့မျက်လုံးထဲကအထင်သေးမှုတွေကိုတော့ဖုံးကွယ်မထားခဲ့ဘူးဒါဆိုရင်လည်းမင်းတို့နှစ်ယောက်ပြိုင်ပွဲတစ်ခုလှုပ်လိုက်ကြအနိုင်ရတဲ့သူကအန်ကောင်းဆောင်ဖြစ်မယ်ကြားလန်စီယူကချက်ချင်းပဲကြေညာလိုက်တယ်မင်းတို့နှစ်ယောက်စင်ပေါ်ကိုအတူတူရှောက်လန်းလာခဲ့ကြတယ်ဟန်ရှောင်းကရုတ်တရက်ထွက်လိုက်ပြီးစိုးရိမ်တကြီးနဲ့ဆရာမဒီလိုလုပ်ရင်အတန်းဖော်ကိုထိခိုက်မိနိုင်မလားလို့မေးတယ်စိတ်ချပါငါအခြေအနေကိုထိန်းချောင်းပေးပါမယ်နင့်ချန်ကရင်ဘက်ကိုပုတ်ပြီးအထင်သေးစွာပြုံးကအတန်းဖော်မင်းအထင်လွဲနေပုံပဲငါကမင်းကိုတတိပေးနေတာပါလို့ပြောတယ်ဟန်ရှောင်းကစိတ်ပြက်လက်ပြက်နဲ့ခေါင်းခါပြီးပြန်ထိုင်လိုက်တယ်သူကတော့နင့်ချန်ရဲ့တနာစရာကောင်းတဲ့အဆုံးသက်ကိုမြင်အောင်နေလောက်ပြီးမင်းနဲ့နင့်ချန်တို့ကဝိညာဉ်တွေကိုတပြိုင်နက်တည်းဆင့်ခေါ်လိုက်ကြတယ်သူ့ရဲ့ဝန်ပလွေကမင်းရဲ့ရှောင်းပိုင်လူထက်အစာပေါင်းများစွာပိုကြီးမားပြီးပေါ်လာတာနဲ့တင်ဟိဟောက်ပြီးသွားတွေကိုဖြန်းကနေပြလိုက်တယ်မင်းတကယ်ပဲအဲ့ဒီငွေသေးလေးနဲ့ငါရဲ့ဝန်ပလွေကိုတိုက်မလို့လားနင့်ချန်ကအထင်သေးစွာပြုံးပြီးမေးတယ်ဒါဆိုရင်လည်းကြီးနီအောင်မိစ္ဆာကပြရဲ့စွမ်းအားကိုစမ်းတက်ကြည့်ရမယ့်အချိန်ပဲမင်းရင်ထဲမှာအေးဆက်စွာပြုံးလိုက်ပေမဲ့နှုတ်ကနေတော့တိုက်မယ်ဆိုရင်လည်းတိုက်ရုံပဲဘာလို့စကားတွေအများကြီးပြောနေတာလဲလို့ပြန်ပြောလိုက်တယ်ခဏအထင်သေးခံရတာဆိုတော့မင်းသူ့ကိုတင်ကန်းစာတစ်ခုမပေးရင်နောက်ကျရင်ဘယ်သူမှမဆိုလာပြီးစင်ခေါ်နေကြတော့မှာပဲကောင်းပြီမင်းကိုအရင်တိုက်ခိုက်ခွင့်ပေးမယ်အစစ်နေဝိညာဉ်တွေကြားမှာလည်းကွာခြားချက်ရှိတယ်ဆိုတာမင်းကိုသိစေရမယ်နင့်ချန်ကလက်နှစ်ဖက်ကိုရင်ဘက်ပေါ်မှာပိုက်ထားပြီးအနာရရှိပြီးသားပုံစံမျိုးနဲ့ပြောလိုက်တယ်မင်းတေချာလားမင်းပြန်မေးလိုက်တယ်ဒါပေါ့အောက်ကလူတွေရဲ့ဝေဖန်တန်တွေကလည်းတစ်ဖက်သက်ဖြစ်နေခဲ့တယ်ငွေသေးလေးတစ်ကောင်ကဝန်ပက်တွေကိုနိုင်မလားဆိုတာနောက်ပြောင်နေတာပဲအစိတ်မရှိတဲ့ငွေနဲ့တွားမရှိတဲ့ကြားကဘာထူးလဲရှောင်းပိုင်လူမင်းရဲ့စွမ်းရည်ကိုပြလိုက်တော့မင်းအမိတ်ပေးလိုက်တာနဲ့ရှောင်းပိုင်လူဟာလျှက်စီးတဲ့တစ်ခုအတွင်ပြောင်းလဲသွားပြီးစင်ပေါ်မှာအရှိန်အဟုန်ပြင်းစွာလှုပ်ရှားသွားခဲ့တယ်အဲ့ဒီဝန်ပက်တွေကလေးလိုင်းဝန်ပက်တွေဖြစ်ပေမဲ့အရှိန်အဟုန်ပိုင်းမှာတော့လုံးဝကိုအနိုင်ယူခံလိုက်ရပြီးရှောင်းပိုင်လူရဲ့ရိတ်ခနဲ့ဖြတ်တန်းသွားတဲ့အရေးကိုတော့မမြင်လိုက်ရဘူးတောက်မင်းကရှောင်းပြေးဖို့ပဲသိတာလားနင့်ချန်ကဒေါသထွက်ပြီးမျက်နှာတွေနီရဲလာကဝန်ပက်တွေငယ်လေးလိုင်းချီလန် girl step ကိုသုံးဆန်းလို့အော်လိုက်တာနဲ့ဝန်ပက်တွေရဲ့အရှိန်ကနှစ်ဆမြင့်တက်သွားခဲ့တယ်ဒါပေမဲ့မင်းကတော့အထင်သေးစွာပြုံးလိုက်ပြီးအိုဟိုငါနဲ့အရှိန်ပြိုင်မလို့လားမင်းအများကြီးတွေးနေပြီလို့ပြောကမျက်လုံးတွေကဆူရှလာပြီးအမိတ်ပေးလိုက်တယ်ရှောင်းပိုင်လူသူ့ကိုအရှိန်အစ်အမှန်ဆိုတာဘာလဲဆိုတာပြလိုက်လျက်စီးရက်တစ်ပြက် lightning flash ကိုသုံးဆန်းရှောင်းပိုင်လူဟာတောက်ပလာတဲ့လျက်စီးတန်းတစ်ခုအတွင်ပြောင်းလဲသွားပြီးဝန်ပူတွေရဲ့မျက်စိရှိမှာလှပလာတဲ့လိုင်းကွေးတစ်ခုကိုဆွဲကယူသွစွာလှုပ်ရှားသွားခဲ့တယ်အရှိန်ဟုန်ကြောင့်နာမည်ကြီးတဲ့လေးလိုင်းဝန်ပက်တွေဟာအခုချိန်မှာတော့လူအုံတွေကဦးကြောင်ဖြစ်နေတဲ့လူတစ်ယောက်လိုဖြစ်သွားရတယ်ကဲတော်လောက်ပြီးဆော့ရတာပြင်းဖို့ကောင်းလာပြီးမင်းတန်းဝေလိုက်ပြီးရလက်ကိုပေါ့ပေါ့ပါပါကြီးညာလိုက်တယ်အဆုံးတက်လိုက်တော့တေမီ